မင်္ဂလာပါခင်ဗျာဒီကနေ့မှာတက်ဆက်ပြီးမဲ့ဟိုလူဇလန်ကလေးကတော့စာရေးချယ်မင်းလေးကရေးသားထားခဲ့တဲ့စာလင်းထဲမောင်နဲ့မိုးမှာကျေတလုံးဆိုတဲ့ဝတ္ထုလေးကိုတက်ဆက်ပြီးတော့မှာဖြစ်ပါတယ်အစီအစဉ်လေးကိုမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လုပ်ထားပေးဖို့အတွက်တောင်းဆိုချင်ပါတယ်မြန်မာပြည်ကြည့်ရှုနေတဲ့မိတ်ဆွေများအနေနဲ့ကျွန်တော်ကို support လုပ်ပေးခြင်းနဲ့ဆိုရင် VPN လေးဖွင့်ပြီးတော့ကြည့်ရှုပေးပါခင်ဗျာဟုတ်ကဲ့ပါအစီအစဉ်လေးကိုစလိုက်ကြအောင်ခင်ဗျာဒါကြောင့်ပြန်ပြန်ထွက်ဆိုချက်တွေကိုရုံးမှာတင်သွင်းတဲ့အတိုင်းမူရင်းတိုင်းတင်ပြခြင်းပေမဲ့ရုံးစာရင်းကြီးကမြများစစဖတ်ရှုရတဲ့အခါမျိုးမှာဖတ်ရတဲ့သူဖို့ညီငွေပွေရကောင်းတာတယ်။ဒါကြောင့်ပြန်ပြန်ထွက်ဆိုချက်တွေကိုဝတ္ထုတစ်ပွဲရေးသားပြီးတော့မှတင်ပြလိုက်ရမှာတော့တယ်။တရေကြီးဦးမြူတိုးထုတ်ခံဒီနေ့မှာတော့ဆက်ဆက်တရေကြီးဦးမြူကသူ့ရဲ့တကူတီတော်သမီးဖြစ်တဲ့မတ်မဲစေကလေးကိုအရေးကြီးတဲ့စကားပြောဖို့ရှိတယ်ဆိုပြီးအနည်းကိုခေါ်လိုက်ပါတယ်။အလုံးပေါ်မှာလိမ်မာလာတဲ့သမီးကလေးမတ်မဲစေကလည်းဘာလဲပြီးဘာပြောစရာရှိလို့လဲဆိုပြီးဒီတတာပြောလို့ဖခင်ရဲ့နီးမှာလာပြီးထိုင်ပါတယ်ဒီလိုသမီးရဲ့အဖေကပြောမဲ့စကားတော့တိတ်အရေးကြီးတယ်သမီးရဲ့မိခင်ကသမီးကလေးရှင်းတဲ့အရင်မှာဆုံးမသွားရမလားတိတ်တုန်းကဆိုရင်အဖေကနောက်ရင်နောက်ပြုဖို့မိတ်ဆွေတွေကမကင်းချောင်းနေရအောင်အများကြီးတိုက်ထွန်းကြတယ်ဒါပေမဲ့အဖေကနောက်ရင်နောက်ဘယ်တော့မှမပြုတ်ဘူးလို့ရှတိပြည့်ဆုံးပြည့်တယ်ဘာကြောင့်လဲဆိုတော့သမီးလေးကိုသစိမ်းပြန်လက်ထဲမှာမကြီးပြင်းစေရဘူးအဖေကမိတွေးလက်ထဲမှာကြီးပြင်းခဲ့တဲ့လူတစ်ယောက်ဖြစ်ပြီးတော့မိတွေးကြောင့်နောကြေဆိုပါတော့အဖေတွေကမားချင်မားလိမ့်မယ်ပေါ့ဒီလောကမှာမိတွေဆိုရင်မိတွေတော့ဘောတော့မိတယောက်ကတွဲလို့ကျန်တဲ့မိတွေတွေကကောင်းမယ်လို့မထင်ဘူးပွဲကောင်းတဲ့မိတွေတဲ့ရှိချင်မှရှိမှာပေါ့ပွဲအဖေထင်တာကိုပြောတာခဲဘာသာရေးထားလိုက်ပါတော့အဖေကသမီးမေဆုံးတဲ့ခါမှာတို့ကိုစောက်တီမေရဖြစ်ခဲ့တယ်ဘာကြောင့်လဲဆိုတော့သမီးမေကတို့ကိုတော်တယ်မိမှာပေါ့လင်သားကိုပြုစုတဲ့နေရာမှာပေါ့သားမီးကိုစောင့်ရှောက်တဲ့နေရာမှာပေါ့အိမ်တော်မှုဒိန်းတဲ့နေရာမှာပေါ့ကွာအဖေတို့တော့အစားထိုးမရနိုင်တဲ့မိမမျိုးပဲဒီလိုမိမမျိုးဆုံးရှုံးရတဲ့ယောက်ျားတစ်ယောက်ဘူးရေကျုံမရဖြစ်တာအဆမ်းမဟုတ်ဘူးသမီးအဖေကတော့ကိုစိတ်ထိခိုက်ပြီးတော့စောက်တီရမေရဖြစ်ခဲ့ရတယ်အဲ့ဒီအချိန်မှာအဖေကကောင်းကောင်းချင်တော့အဖေတို့ဘိုးကွယ်တဲ့ဘော်ဒီဘုံကြီးเจ้าကိုကြိုက်သူဘက်ကဥပစင်းလေးတွေမှာရောက်လာတယ်အဲ့ဒီဥပစင်းလေးကအဖေပြဖို့သိရတော့အတော့ကိုဘီယူနာတတ်သွားရှာတယ်ဥပစင်းလေးရဲ့ဘွဲတော်ကဦးမိတာတဲ့အဲ့ဒီဥစဉ်ဦးမိတာလေးကအဖေကိုတရားတွေဟောတယ်တရားတွေပြတယ်တရားတွေထိုင်ခိုင်းနေတယ်အဲ့ဒီကလေးကအဖေကဥစဉ်ဟောတဲ့တရားတွေသဘောကျလို့ဥစဉ်လေးပြတဲ့နေ့တိုင်းတရားထိုင်နေတယ်သမီးမိဆုံးမရဆိုတော့အဖေကနေ့စဉ်ရက်စမပြတရားထိုင်နေတာ15နှစ်ရှိပြီကွအဲ့လို15နှစ်ပတ်လုံးမပြတ်မကွက်တရားထိုင်လာခဲ့တယ်ရောအဖေရဲ့ပြီးညံနေအဖေရဲ့နှလုံးသားတွေအဖေရဲ့အယူဆတွေအားလုံးတော့နီးနီးရပြောင်းလဲသွားပြီအဖေစရာဦးစင်ဦးမိတာလေးကဖေကိုတနေ့တည်းတရားဟောတရားပြတ်လုပ်သွားတယ်တနေ့လည်းပြောသူလည်းကြောင်းမှမရှိအောင်တခါလေးတိုးထွက်သွားတယ်အာဇာနီပုတ်ပူပါပဲသမီးသူပြောပြသွားတဲ့စကားတစ်ပွန်ရှိသေးတယ်သမီးတရားဆိုတဲ့သူများနာဘူးဖုန်းတယ်လည်းမဟုတ်ဘူးကိုယ်တိုင်လုပ်ဖို့ကလည်းအရေးကြီးသေးတယ်တခါကြီးရေပြောလိုက်တိုင်းလုံနိုင်တဲ့ပုတ်ပူပဲအခုသူကကြိုက်သူနာမှာတော်တစ်ခုမှာတော့ရစောက်တင်နေရလို့သတင်းကြားတယ်သူတွေးခဲ့မြင်ခဲ့ရတဲ့သူတွေရဲ့သတင်းစကားအရဆိုရင်တော့အဖေမျော်လင့်တဲ့အတိုင်းဦးစင်းလေးကပြတ်သွားပြီပေါ့ကွယ်မျော်လင့်တဲ့အတိုင်းညီငွေစိတ်ကုန်လာပြီတူတူပြောရင်ကွယ်အဖေလူပေါင်းကိုစွန့်ပြီးတော့မှရန်ဝန်းနဲ့ဦးစင်းလေးနောက်ကိုလိုက်ချင်တယ်အဲ့ဒီလိုများလိုက်ပြီးတော့မှဦးစင်းလေးစီမှာအားချုပ်ခွင့်ရမယ်ဆိုရင်တော့အဖေကလူပြည့်ရကျုံနှက်ပြီးရေးစတယ်အဲ့ဒီလိုဖေရန်ဝန်းပြီးလိုက်သွားနိုင်အောင်သမီးလေးကပါရမီဖြည့်မှာဖြစ်မယ်အဲ့တော့သမီးကပါရမီဖြည့်နိုင်မှာမလားဦးမြူကရှည်တရားစွာနဲ့ပြောပြီးတဲ့နောက်သမီးပြည့်ဓမ္မမဲစေကလေးနဲ့နာကိုလှမ်းပြီးကြည့်လိုက်တယ်အဲ့ဒီကသမီးပြည့်ဓမ္မမဲစေကလေးကအဖေရဲ့ဘာဖြစ်လို့ပါရမီမဖြည့်နိုင်ရမှာလဲဖြည့်နိုင်တာဘောလို့တွက်လက်စွာနဲ့ဖြည့်ခေါင်းပြီးသမီးဘယ်လိုပါရမီဖြည့်ရမယ်ဆိုတော့ကိုသိတယ်လားဦးမျိုးကပြန်ပြီးတော့မသိဘူးဖေအဲ့ဒါတော့မသိဘူးဖေပြောပြလေဖေပြောတော့သမီးအကုန်လုံးပါမယ်လို့မမဲစီလေးပြန်ပြီးပြောရှာတယ်ဒီမှာသမီးအဖေရဲ့လူပေါလူလောကကိုစွန့်ပါသွားတဲ့အခါမှာသမီးကြောင့်လည်းဒီတိုင်းထားခဲ့ရမှာလေယာကြောင်းနဲ့ဥယျာဉ်ချမ်းမြေတွေအတွင်းပစ္စည်းတွေငွေတွေနဲ့စားစားကြီးနှလုံးရဲနဲ့သမီးတယောက်ကြီးထားခဲ့လို့တင့်တော်ပါမလားမောင်တကြီးမင်းရှိလင်ကစားခင်မောယောက်ျားမရှိပါဘူးမိမတွေမတင့်တယ်လို့လောကနေဒီမှာဆိုထားတယ်ကွသမီးမလာမောင်တကြီးမပြောနဲ့မောင်တယောက်တော့မရှိသေးတော့ဖိုးလို့တော့မှဆိုးတယ်အဲ့တော့ဟောဒီသတင်းကြောမှာသမီးအိမ်အောင်ပြောရမယ်ဖခင်ပြသူဦးယူကပြောတော့မမဲစီရီကဟင်းနဲ့ရည်ရွတ်လိုက်တယ်အိမ်အောင်ပြောရမယ်ဆိုတော့ဒီလိုသမီးနေနဲ့နေတာမျှတဲ့လူရှင်အဖေကိုဖွင့်ပြောအဖေပေးစားမယ်လောလောတဲ့လူဖြစ်ဖို့ရေတခြားဘာသာပဲမဖြစ်ဖို့ရေရေးကြည့်တယ်ဘယ်တော့ပဲစင်ရစင်အရေးမကြည့်ဘူးသမီးမစီးပွားဥစားပြည့်စုံရှိတာပဲကဲသမီးအဲ့ဒါပြောပြီးတော့ဖခင်ပြသူကူမျိုးပန်ပြီးတော့အဖေသမီးမမျက်တာမျှတယ်သူမရှိပါဘူးအဲ့ဒါအမှန်မှပဲလို့မမဲစိတ်လေးကပြန်ပြီးဖြေးရှာပါတယ်ကောင်းပြီသမီးပြောလို့သမီးနဲ့မျက်တာမျှတယ်သူမရှိဘူးဆိုတော့ဒါတော့ဖေးသိပြီသမီးမျက်တာမျှခြင်းတဲ့သူကိုရှိသေးသလားမရှက်နဲ့တော့သမီးရင်းရတာပြောသမီးကတော့ဘသူရဲ့သားကိုစိတ်ထဲမျက်တာရှိနေတယ်သူကမဆွတ်လို့သမီးကမညှို့ရသေးတာပါဆိုတာမျိုးဆိုရင်လေအဖေကိုဖွင့်ပြောသမီးရရစီမယ်အဖေကရန်တက်ဆန်မိဘတွေစီမှာတွားရောက်တောင်းရမ်းပြီးမယ်ဦးမျိုးကပြောပြနေဒီကောင်မှလည်းမမဲစေရီကမရှိပါဘူးလို့ပြောပြနေအဲဒီကဖခင်ပြည်သူဦးမျိုးကကဲကောင်းပြီဒီလိုဆိုရင်တော့
အဖေသဘောတူတဲ့လူနဲ့တရားချပြီးမယ်သမီးသဘောတူရဲ့လားလို့မေးမြန်းတယ်အဖေအသင့်တော်ရောက်စီစဉ်မှာသမီးမငင်းမှာမို့လို့မမဲစေရီကဖြေလိုက်ပါတယ်ကောင်းပြီသမီးဒီသတင်းကြွမှာပြီးစီမံမယ်တစောင်းမုံမှာတော့ထွက်မယ်ကဲမသမီးလို့ဆရာသွားလုပ်ပြီးတော့လို့ဖခင်ပြည်သူဦးမြူကပြောလိုက်တော့မမဲစေကလေးကဖခင်ပြည်သူနီးကယူကျိုးစွာနဲ့ထပြီးမိဖို့ဆောင်ဝင်သွားပါတယ်ဒီနောက်ဆုံးစကားကဖခင်ပြည်သူဦးမြူကမမဲစေရီရဲ့စိတ်ကိုစမ်းသပ်လိုက်တာပါအမှန်စေစေဖခင်ပြည်သူကသတင်းကြွမှာအိမ်အောင်ချပြီးမယ်တစောင်းမုံလာမှာမိမိတော်တော်မဲလို့ပြောလိုက်သမီးပြည်သူကဖက်နဲ့လည်းအပြေးလို့မေးဖို့ရှိတယ်အခုတော့မမဲစေကလေးကဘသူဘဝဖြစ်တယ်ဆိုတာကတော့မှမမေးတော့ဘဲနဲ့ဖခင်ပေးစားမဲ့သူကမငင်းမဆန်မဲ့နဲ့ယူဖို့အစင်းလင်းဖြစ်နေပြီဆိုတာထင်ရှားလာပါတယ်ဒီနောက်မှာတော့စက်တလေးကြီးဦးမျိုးပါသမီးပြည်သူမမဲစေဘူးမကြာခဏဆိုတော့ဘုလိုတန်တဲ့ဆုံးမလီရှိပါတယ်ဒီလိုသမီးမိန်းမတွေမှာဖောက်ပြပြစီးနိုင်တဲ့အကြောင်းတရား73မှာကိုဟီတော်ပရိဒါမှာအတီလင်းဆိုထားတယ်အဲ့ဒါတွေကဘာလဲဆိုတော့မိခင်နဲ့မကြီးပြင်းခဲ့ရပဲဖခင်နဲ့သာကြီးပြင်းရတဲ့အဖြစ်ကလည်းအကြောင်းတစ်ခုပဲအဲ့ဒါပါဠိလိုတော့ပိတုမန္တိရံဝဒနာလို့ခေါ်တယ်ပြီးတော့ကိုယ်ကလောလပွင့်ရတဲ့မိန်းမမျိုးပါလေဖောက်ပြန်ပြက်စီးနိုင်တယ်အဲ့ဒါကိုတပ္ပဌာနံလို့ခေါ်တယ်ပျော်ပွဲတွေကဝရီခန္ဓာတွေမှာမကြာခဏပေါင်းဝင်နေမကောင်းမြင်မှုသမီးရဲ့ရာတွတ်တော့အင်္ဂတိလို့ခေါ်တယ်နောက်တစ်ခုကတော့ကိုယ်အင်ကိုမနေဘဲနဲ့အေဒီကရှောက်လေနေလေပြက်စီးတတ်တာပဲအနီးရမဝါသားတဲ့ယောက်ျားရင်နဲ့ဝိုင်းဝဲပြီးတော့နေပြန်လဲပုရိသသနိတိဂေါတိတဲ့အဲ့ဒါကလည်းပြက်စီးတတ်တဲ့သဘောပဲတမင်းနဲ့တမျိုးကိုကြီးတန်ကြီးတယောက်တည်းသွားလာနေလေမကောင်းမြင်မှုဝိရဒဝါသလို့ခေါ်တယ်အချင်းစာရိတာမကောင်းတဲ့မိန်းမတွေနဲ့တူတွဲဘက်ပေါင်းဖော်နေလေပဲပျက်စီးနိုင်တာပဲတကုတရတန်တက်ကလို့ဆိုရပွက်မကြာခဏစီးပွားပြန့်ရင်လည်းပဲမိန်းမတယောက်ကပျက်စီးသွားနိုင်ရှာတာပဲဒါကြောင့်ဘယ်လုပ်ငန်းမှပျက်စီးမသွားအောင်ဂီယူဆိုင်လုပ်ဖို့တိုးတယ်အဲ့ဒါကိုနီးစာရဝုဒ္ဓိပြဒနာလို့ခေါ်တယ်ကိုယူထားတဲ့ယောက်ျားအစမတန်သက်ကြီးနေရင်ပျက်စီးနိုင်တာပဲပတိဗုဒ္ဓကလို့ခေါ်တယ်နောက်တစ်ခုကကိုယောက်ျားကတရားမိန်းမတွေနဲ့ပျော်ပါနေလေပျက်စီးနိုင်တယ်အဲ့ဒါကိုတော့အိပိတလို့ခေါ်တယ်ယောက်ျားနဲ့ချိန်ကြာမြင့်စွာဖဲပွားနေလေပျက်စီးနိုင်တယ်ပဝါဒနာလို့ခေါ်တယ်မိမတမဲ့ဘိမင်းကစောလော်စာရဲတစ်ခုခုဆွဲနေလေပျက်စီးနိုင်တာပဲအဲ့ဒါကိုပါဏလို့ခေါ်တယ်နောက်တစ်ခုကတော့မိမတယောက်ကတရားယောက်ျားတယောက်နဲ့ပျော်ပါပေါင်းပေါ်ရတယ်လို့မကြာခဏအိမ်မက်မက်လေပျက်စီးနိုင်တယ်အဲ့ဒါကိုတုတ်ပလို့ခေါ်တယ်ဒါကြောင့်ညာဤကနီးမှာဘုရားဝတ်တဲ့ခြင်းပရိစိတ်ချင်းလိုမျိုးမနှောအာယုံကိုကောင်းစေတယ်လို့လုပ်ပြီးမှအိပ်ရတယ်အဲ့ဒါတွေကိုသမီးကလေးနားလည်ထားပါမှသမီးရဲ့အိမ်တော်ကြီးကမပြတ်မစီးနဲ့မယုံမယွင်းဖြစ်လိမ့်မယ်တရေကြီးဦးမြူကဟီတော်ပရိသတ်ကျန်ကိုကိုးကားပြီးသမီးကလေးမမဲစေကိုသွန်းသင်ပါတယ်မမဲစေကလည်းခေါင်းစွာပဲနာယူမှတ်သားပါတယ်အဲ့ဒီနောက်တစ်ပတ်ရက်တန်ကြာတဲ့အခါမှာဦးမြူကသွန်းသင်ခဲ့တဲ့အကြောင်းအရာတွေကိုမမဲခြင်းရှိမရှိသမီးကလေးကိုစစ်ဆေးပြန်တယ်မမဲစေကကောင်းကောင်းမွန်မွန်ပြည်စုံနိုင်တဲ့အခါမှာတော့အခုလိုသွန်းသင်ပြန်ပါတယ်မတို့မြတ်စွာဘုရားကဂေါတလမင်းကြီးကိုမိမ့်မပြတ်ဖြစ်နိုင်တဲ့အကြောင်းတရား၄ပါးဟောကြားခဲ့တယ်အဲ့ဒါတွေကဘာလဲဆိုရင်တိလဝတီအကျဉ်းသီလအိန္ဒိလိကရှိခြင်းနဲ့မေဓာဝီနိအမြောင်မြင်စင်ခြင်းနဲ့ဉာဏ်ရှိခြင်းနဲ့တတုဒီဝါရောက်ကမကိုအိမ်ဦးနဲ့ပြဲတို့စီးကက်ခြင်းနဲ့ပဋိပဒလင်းဝလွန်စွာမှရွရနေလို့ခြင်းနဲ့ဒီအချက်၄ချက်ပဲသမီးလိုက်နာမယ်အချက်တွေပဲတရေကြီးဦးမြူကကြပါတိုင်းတောင်းတင်ဆုံးမပြီးတဲ့နောက်ရက်တန်ကြားတဲ့အခါသမီးလေးမှတ်မိခြင်းရှိမရှိပြန်လဲစစ်မေးပြန်တယ်သမီးလေးကကောင်းမွန်စွာဖြေဆိုနိုင်တဲ့အခါမှာတော့ရှေ့ဆက်ပြီးမိမနဲ့ပတ်သက်တဲ့မှတ်သားတင်တာတွေကိုမှတ်သားခိုင်းပြန်တယ်မိမတွေမှာအစားနှစ်ပြန်ညံလေးစလုံလာ6ပုံကာမဂုဏ်8ယောက်ျားတဲ့ပူတွေတို့စာနေကြဆရာလာဆူထားတယ်ဒီလိုမဖြစ်အောင်ဘီယူဆိုင်ဖို့ပွဲဦးမျိုးကဒီလိုမိမတွေနဲ့ဆက်သမျှကိုသမီးလေးမှတ်မယ်စေကိုနေ့စဉ်ရက်ဆက်ဆိုးလို့တုံသင်ခဲ့ပါတယ်သမီးလေးမှတ်မယ်စေကလည်းကောင်းမွန်စွာပဲမှတ်သားလိုက်နာပါတယ်ဒီလိုနဲ့ပဲသတင်းကြော်လာနီကိုရောက်ရှိခဲ့ပါတယ်အဲဒီကဆက်တရေကြီးဦးမျိုးကသမီးလေးကိုနီးကိုခိုးယူပြန်လို့သမီးနဲ့နေရာချပေးမဲ့သူပဲဖြစ်ပြောတော့မယ်သူကတော့တခြားလူမဟုတ်ဘူးအဖေဆက်ကြီးမန်နေဂျာလုပ်နေတဲ့မောင်ခင်ဦးပဲဒီတဲ့နေကိုဖေက6နှစ်လောက်လေးလာအကဲခတ်ပြီးပြီ3လမှတစ်ခါလောက်4လမှတစ်ခါလောက်တော့ပြန်ပြီးတော့သူ့ရဲ့မိခင်မို့ဆုံးမကြီးကိုငွေပြန်ပို့ရပါလွဲလို့အသုံးပြုံအတော့အစားကလည်းမရှိဘူးရိုးလိုက်တာကလည်းလုံးမရောလူကြီးကိုယူတဲ့နေရာမှာလည်းအဖေတွေ့ဘူးတဲ့လူငယ်တွေမှာပြိုင်ဆိုင်ရှားပဲကွမမေစေကတော့ခေါင်းမှလည်းမပြောစိုးဒီလည်းမဆိုးရင်းနဲ့ငြိမ်သက်နားထောင်နေပါတယ်မသမီးသဘောကျတယ်မလားလို့ဖခင်ပြသူဦးမြူကပြောလိုက်တယ်သမီးသဘောကျတာမကျတာရေးမရှိပါဘူးဖေသမီးပြောပြပါပြီအဖေကိုပါရမီဖြည့်ရမယ်ဆိုတော့အဖေအသစ်တော်လို့စီမံတာကိုသမီးမငင်းပါဘူးလို့မဲစိတ်လေးကပြန်ပြီးပြောတော့ဦးမြူကသားတို့သုံးနေခေါ်ပြီးကျင်းနဲ့ဝမ်းမြောက်စွာပြောလိုက်ပါတယ်ဦးမြူကသမီးပြသူစီကဖလေးစကားကိုကြားတော့အဲ့ဒီဆက်မန်နေဂျာဖြစ်သူမောင်ခင်ဦးကိုခေါ်ယူပြန်တယ်မန်နေဂျာမောင်ခင်ဦးကလည်းဦးမြူနီကိုယူကျိုးစွာနဲ့လာရောက်ပါတယ်ထိုင်စမ်းမောင်ခင်ဦးရဲ့ဦးမြူကဘယ်လိုတိုင်းမှာထိုင်ခိုင်းတဲ့တိုင်အောင်မောင်ခင်ဦးကရပါတယ်ဗျမထိုင်ပြရစီနဲ့တရေမင်းအမိန်ရှိလို့တော့မင်းရှိပါဗျကိုတဲ့အသားအတင်း၎င်းကုန်းအားပြလိုက်ပေါင်းကြီးတဲ့လူနဲ့ရင်မောင်တိုင်းမန်နေဂျာမှုမသိမှာဘူးဒီလိုမနေဖို့ပဲလေကျွန်တော်ရဲ့မမီကငယ်စဉ်ကပဲဆုံးမထားပါလေလို့ပြောပြီးဦးရွယ်ရှိမှရိုးရိုးပလီချန်ပီယံရက်နေတယ်အဲဒီကဦးမြူကအလုံးဝမသဘောကျလို့တားလို့ပဲတားလို့အခုပဲလူငယ်တွေကဒီလိုကတော့တရားမျိုးတွေပြောက်ပုံပြီးမောင်ပြုံးကြီးတူတူပဲပြောမယ်ကွ
အဲ့လိုစားကြည့်ပြီးဦးမြူကမိမိရန်ဝတ်တော်မှာဖြစ်ကြောင်းသမီးလေးနဲ့နေရာချထားပေးခဲ့လို့ကြောင့်ပြောတယ်ဒီကမောင်ခင်ဦးကမတော်ပါဘူးယာကျွန်တော်ဆင်းရဲတာပါဦးသမီးမမဲစေရဲ့တတိသမီးပါရုပ်ရည်ကလေးကလည်းချောလိုက်တာမှာဦးကျွန်တော်နဲ့မထိုက်ပါဘူးမင်းထိုက်ဆိုးတဲ့ကလေးပါမင်းနဲ့ဆိုတဲ့တတိထဲမှာတင်ကြရဖို့ရှာပြီးနေရာချပေးပါကျွန်တော်တို့ငပွားမနဲ့ပေးစားရင်တော့မင်းကလေးအဖို့အလုံးမဲ့နေတာပါတယ်ဆိုပြီးအထိတ်တလန့်မူရတဲ့ညင်းဆိုတော့တတိကြီးဦးမြူကမိုင်းကဦးစိတ်တဲ့ကိုမသိသေးဘူးဘူးဦးကပစ္စည်းဥစ္စာနဲ့ရာလူခုံသိန်းကိုတော့အထင်မကြီးဘူးရိုးသားမှုကိုပဲတန်မိုးထားတာဒီမှာမောင်ပြုံးရွှေပင်သားတော့ရွှေကြီးဆွဲစကားကြားဘူးတယ်မလားမင်းကမင်းဘယ်လောက်ပဲဆင်းရဲတတိသမီးကိုရတော့လေတတိဖြစ်ရတာပေါ့အခုကဖမ်းမဲ့စိတ်ကလေးကတတိသမီးတော့မဟုတ်တော့ဘူးဦးကပစ္စည်းတွေအားလုံးဖွဲ့ခဲ့ပြီးတော့ရဟန်းမောင်မသွားတော့မဲဆိုတော့သူကိုယ်တိုင်ကတတိမာတီဖြစ်နေပြီအဲ့တော့တတိမနဲ့အကြောင်းဆိုတော့မင်းလည်းတတိဖြစ်ရဖို့မတွေ့ဒီလိုပြောတော့လုံကမရိုးသားတဲ့မောင်ခင်ဦးလေးကဦးသဘောတိုင်းသာစီမံမှာတော့ဗျာလို့ယူကျိုးစွာနဲ့ပြန်ပြောလိုက်ပါတယ်အဲ့ဒီချိန်ကစပြီးဆန်းဆက်တတိကြီးဦးမြူကအလုံကမဝမ်းမြောက်ဝမ်းသာဖြစ်လို့သမီးလေးမမဲစိတ်ကိုမိမတို့တည်တင်သိထိုက်တဲ့အကြောင်းအရာတွေကိုထပ်မမြင်အနီးကအသွင်သင်ပြန်ပါတယ်သမီးမိမတို့မှာအပြစ်9ပါးရလို့ရှိတယ်အဲ့ဒါတွေကဘာတွေလဲဆိုတော့ဖောက်ပြန်မိုင်းတဲ့အကျင့်ကိုကျင့်ချင်းအသက်တာမစိုးသက်မစင်ရင်မပြလို့တဲ့ရှင်ဒါလာသားလို့ခေါ်တယ်လင်းနေလေးပြားကောက်ချက်ချင်းမာယာလို့ခေါ်တယ်ဟိုတိုစိတ်များချင်းမစ္စရိယလို့ခေါ်တယ်တဏှာယာကလောဘရမထူမျောချင်းအတိလောက်တာလို့ခေါ်တယ်ခန္ဓာနာနာကြီးကြီးကျယ်လောဘမကိစ္စတွေမှာမလောက်တတ်ချင်းနေကုဏတုံးနဲ့တဏှာရှင်ရဲ့စင်စင်ကြီးရဲ့မရှိချင်းအာသောစတုံးနဲ့အဲ့ဒီကသမီးလေးဓမ္မမဲစေလေးရကောင်းပါပြီသမီးတေးတေးချာမှတ်သားထားပါမယ်နောက်တစ်ခုကအဲ့ဒီရှက်တရာကျမ်းမှာပေါ့မာသူတဒနာတုံမှာပေါ့ဖော်ပြထားတဲ့မိမတို့လိုက်နာမယ်ကျင့်ဝတ်၅ပါးရှိတယ်မိမိတို့မဲ့လုပ်ငန်းကိစ္စတွေမှာလျှောက်ကြတဲ့တိုင်ပင်ပြီးသဘောတူမှလုပ်ရမယ်လင်းအိတ်မှာအိတ်ရမယ်အိတ်ရဝဲမှာလျှောက်ကြားကိုနှိမ့်နေပေးခြင်းဝေယဝဆလုပ်ပေးပြီးလင်းပြည့်သူအိတ်ရကမထားခင်ထလင်းရဲ့မျက်နှာနဲ့တမှုကိုမှတ်သားပြီးလိုက်နာကျင့်ကြံရတယ်လျှောက်ကြတဲ့စကားပြောဆိုရမှာရှင်ပြုံးနဲ့မျက်တာဖာရတဲ့အတန်နဲ့ပြောရမယ်ဦးပြီကပြောပြတော့သမီးပြည်ဓမ္မမဲစေတီကခေါင်းဆောင်မှတ်သားပြန်တယ်အဲ့ဒီနောက်မှာဖခင်ပြည်သူဦးမြူကမိမမြက်ရှေ့ယောက်ျားကိုပြောပြပြန်တယ်လော်ဂီကျန်းနေမှာမိမမြက်ရှေ့ယောက်ကိုဒီလိုခွဲချမ်းထားသေးတယ်ကွလျှောက်ကြားကိုအစားသောကျွေးတဲ့အခါမှာမိခင်တည်းသူကျွေးမွေးတယ်မရလျှောက်ကြားကိုကောင်းစွာအဝတ်ပြပြင်ဆင်ပေးတတ်တဲ့မရဒါလည်းအရေးကြီးတယ်တချို့မိန်းမတွေညာယောက်ျားအဝတ်စားကိုကောင်းမွန်ရှုပ်ဖို့မပေးလို့သူတို့ယောက်ျားတွေမှာဂျေးလက်လေးတဲ့နေရတာတွေတွေ့ဘူးရမလားဗကလေးရဲ့အခါမှာလျှောက်ကြားကိုမောင်းလို့အခုလိုရှက်ကြောက်တတ်တဲ့မရတဲ့မိတို့ကိစ္စမှာတော့လင်းရမှုတွေဝေဖို့ပြည့်ချင်တတ်တဲ့မရတဲ့လင်းကိုအရှင်တင်ကလေးသဘောထားပြီးကိုကတော့ကြော်တဲ့ပွဲလှုပ်ပန်ပြီးတဲ့မရကိုလည်းလှလှပပတတ်ရဲ့ဖြစ်အောင်ဖေးလေးပြင်ဆင်တတ်တဲ့မရတဲ့လင်းရဲ့ပေါ်မှာတီးခံနိုင်တဲ့မရတဲ့ပြီးတော့လင်းယောက်ျားအတီးတွေရောက်တဲ့အခါမှာတိုင်ပင်မော်ရတဲ့မရတဲ့ဖားခင်ပြောပြီးတဲ့အခါမှာသမီးပြည်သူမမဲစေလေးရတယ်ကောင်းပါပြီအဖေးလို့ဆိုပြီးလိုက်နာမှတ်သားပါတယ်နောက်တစ်ခုယောက်ျားပြည်သူကမိန်းမပြည်သူဘူးမရပြည်ကပယ်စွန့်နိုင်တဲ့အကြောင်း၅ပါးကိုဓမ္မသတ်မှာဆိုထားတယ်ကွရှင်းနှစ်တန်နဲ့ပေါင်းသိန်းလုံးမှာသားသမီးမရတဲ့မရဘူးပယ်စွန့်နိုင်တယ်ရှေ့ရောက်10ယောက်ထိမွေးနေတယ်မြတ်အားလုံးကယောက်ျားလေးမပါဘဲနဲ့သမီးကြီးဖြစ်နေမယ်ဆိုရင်ကွာစွန့်နေတာစွန့်နိုင်နေတဲ့မိန်းမမှာကောက်ကြနုံနဲ့ဆွဲခဲ့တိုင်းလေယောက်ျားကကွာချင်းကွာလို့ရတယ်မြောက်မှထားတဲ့မရဘူးလေကွာဝင့်ရှိတယ်မျိုးရိုးချင်းတရားကိုဖောက်ပြမယ်ဆိုရင်လေယောက်ျားတို့ကခွာချင်းကွာဝင့်ရှိတယ်အဲ့ဒါကိုလည်းတိချာမှဖြစ်မယ်လို့ဦးမြူကပြောပြတယ်ဒီနောက်မှာတော့အများကြီးဖြစ်တဲ့မရဘော၅ပါးမဂဒီဝါသာမရအပြ9ပါးမနုဓမ္မသသာမရခူးမြောက်ကြောင်း9ချက်မိဘတို့သာလင်ခံစားရတဲ့အဝိနီးက9ပါးစတယ်မိဘနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတစ်ခုမှချင်ပြောပြပါတယ်ဒီလိုနဲ့ကျင်းတဲ့လောက်အောင်သုံးနေဆုံးပါပြီးတဲ့နောက်သတင်းဝါစာကြွတဲ့အခါမှာဦးမြူကမောင်ကင်းနဲ့သမီးပြည့်ဓမ္မမဲစေကလေးကိုကြီးကျယ်ခမ်းနားစွာပဲမင်္ဂလာဆောင်နှင်းပေးလိုက်ပါတယ်ဒီလိုမင်္ဂလာဆောင်နှင်းတဲ့နေ့ညနေပိုင်းကိုရောက်တဲ့ကဦးမြူကဘော်ရီချံကိုသွားရောက်ပြီးဆရာတော်တံခွင့်ပန်လို့ရဟန်းမောင်ကိုဝဲမာတယ်နောက်တစ်နေ့အယုံတက်မှာတော့ဆရာတော်ကိုခွင့်ပန်ပြီးအဲ့ဒီကျောင်းကဘေးရက်ဒေသစီကိုလို့မဖော်ပြဘဲနဲ့ထွက်ခွာသွားပါတော့တယ်ဒီနေရာမှာမောင်ခင်ဦးနဲ့မတ်မဲစေတို့ရဲ့မင်္ဂလာဦးညကိုဖော်ပြဖို့လိုပါတယ်ဒီလိုဖော်ပြရခြင်းရည်ချက်ကညဉ့်ညမ်းတဲ့ຢာကိုချက်ကားလို့ခြင်းနဲ့မဟုတ်သူတို့သားပြည်သူမောင်ခင်ဦးရဲ့စိတ်နေတဘာဝကိုတည်စီလူဖြစ်ပါတယ်မောင်ခင်ဦးကမတ်မဲစေနဲ့လက်ထက်ရမယ်လို့သိရတဲ့နေ့ကစလို့ပျော်ရွှင်မှုဖြစ်နေတယ်သူနဲ့ရင်းနှီးတဲ့ခက်ရှူရှူခပ်ပူပူနိုင်လာတဲ့တငယ်ချင်းတွေကလည်းအမျိုးမျိုးဖုံဖုံသောဒေါ်နဲ့အားစေးတွေကိုဝယ်ပြီးလက်ဆောင်ပေးကြတယ်အမျိုးမျိုးဖုံဖုံသောမိမယောက်ျားတို့တောင်ဝါညှိနေတဲ့ဓာတ်ပုံတွေကိုရှာဖွေလက်ဆောင်ပေးကြတယ်အမျိုးမျိုးသောတောင်ဝါသားနီးစာအုပ်တွေကျန်းတွေကိုပေးကြတယ်မောင်ခင်ဦးကိုယ်တိုင်ကလည်းဒီစာအုပ်တွေကိုစိတ်ဝင်စားစွာဖတ်ရှုရင်ဓာတ်ပုံတွေကိုကြည့်တယ်ကာမဂုဏ်နဲ့ဆက်တဲ့အားစေးတွေဒေါ်နဲ့တွေကိုစားသုံးတယ်အဲဒီနောက်မင်္ဂလာဦးညကိုရောက်ရှိလာမယ့်ရက်ဘူးလက်ထိုးရည်တွက်နေတယ်ဒီလိုနဲ့ပဲမင်္ဂလာဦးညကိုရောက်ရှိလာတယ်ဧည့်သည်ပြန်သွားမယ့်ချိန်ကိုစိတ်ဆိုးနေတယ်ဧည့်သည်ပြန်သွားတဲ့နေ့ပြန်တဲ့အိတ်ခမ်းမှုဝင်มาတော့တယ်မောင်ကင်းရဲ့ဟန်ပန်မူရကလာပေါင်းများစွာမမကြမ်းဖြစ်နေတဲ့လူမမနလန်ထကစားခြင်းပါခြင်းတဲ့ရှောင်းကျင်ကြီးရတဲ့အစာကိုဆေးစရာစားနိုင်ပြီလို့ပြောလိုက်တဲ့တခဏမာတော့စားပြီးဟဲ့လို့ကျုံဝိုင်းကပေတမင်းများကြလာတဲ့နလန်ထကားစားလူမမနဲ့တူပါတယ်မာတော့တော်ဝါကြီးစားတော့မဟဲ့လို့အားခဲနေတယ်လို့ရှိပါတယ်ဒီလိုနဲ့ပဲမောင်ခင်ဦးနဲ့မတ်မဲစေလေးတို့ကအုံးဆက်ရရှင်တွဲကြရပါတယ်
မောင်ကင်ဦးကကျွန်တော်တွင်းကထွက်လာပြီးရေနှင်းငယ်တောက်တယ်အဲဒီနောက်ဝီစကီပလင်းကိုဖွင့်လို့ဖန်ခွက်အပင်းကိုလက်နှလုံးလောက်ထည့်ပြီးစိန်ယူလို့မော့နေတယ်ဒီကမမဲစိလေးကအရန်တန်ကိုရတော့မောင်ကင်ဦးနာကိုလာရောက်ကြည့်ရှုပြီးအရက်ပြပါလားဆိုပြီးအလန့်တကြားပြောလိုက်တယ်ဒီနောက်မမဲစိလေးကပဲအဖေပြောလို့ကိုကင်ဦးကအရက်မတောက်တတ်ဘူးဆိုပြီးပြီးလိုက်ပါတယ်ကိုကင်ဦးကအရက်သမားမဟုတ်ပါဘူးမမဲစိဒါပေမဲ့စားကောင်းအိပ်ပြောင်းတော့ကျမ်းမာရဲ့အတွက်နည်းနည်းပါးပါးတောက်ရဟေးကွပြီးတော့ဝီစကီကသွေးပူတယ်ညှမ်းရွှင်တယ်ခွန်အားဖြစ်တယ်မောင်ကင်ဦးကပြပြောပြီးမမဲစိရဲ့ခါကိုလမ်းဆွဲလို့အေးရပြုံးကိုဝင်းပြတ်ပါတယ်အချိန်တော်ကြာတဲ့အခါမောင်ကင်ဦးကအေးရကထားလို့ဝီစကီတောက်ပြန်တယ်အဲဒီနောက်အေးရကိုပြန်ဝင်သွားပါတယ်မနက်မိုးလင်းတဲ့ကမမဲစိလေးကအေးရကချပြီးအိမ်မိုးဘေးစားတွေကိုစတင်ပါတယ်ဖျားပန်းလဲတာတောက်တော်ကြီးကတ်တာတွေကိုပြုတ်တယ်ကော်ဖီမို့စားတာတွေကိုစီစဉ်ပါတယ်မောင်ကင်ဦးကတော့အတော်ကြီးနေမြင့်မှာအေးရကနိုးတယ်အဲဒီနောက်အိမ်သားကိုအချာကြီးတက်လို့မျက်နှာအချာကြီးတက်ပါတယ်မျက်နှာတရားမှလည်းမမဲစိလေးကသဘောတမ်းမှာဖော်ရဲစီထဲလို့မျက်နှာသူ့ဘွားကြီးနဲ့လာပြီးစောင့်ပြီးပါတယ်မောင်ကင်ဦးကအိမ်သားတက်တဲ့ကိစ္စနဲ့မျက်နှာတက်တဲ့ကိစ္စမှာတနိုင်လောက်အသုံးပြုလို့ကော်ဖီတောက်ဖို့စပွဲထိုင်ပါတယ်ဒီနောက်မှာတော့သတင်းစာကွက်ကြာကြီးဖတ်ပါတယ်ပြီးနောက်ပလက်ကလေးထိုင်မှာကြာကြီးထိုင်လို့အခြေပြုံးနေပါတယ်မမဲစိလေးကဈေးကိုသွားပြီးဈေးဝယ်လို့ပြန်လာလို့ချက်တူကျိုးလို့ပါတယ်ဆုံးကန်ကြွလာတဲ့တန်လာတော်များကိုဆွန်းလောင်းနေမောင်ကင်ဦးကပလက်ကလေးတိုင်းမှာစီးခွဲတော်ရင်ကအချိန်ပြုံးနေသေးပါယမန်နေ့ကကြီးအလုပ်ကိုစူးစမ်းခဲ့တဲ့မောင်ကင်ဦးကဒီကနေ့ကစားပြီးလုပ်ကိုခေါင်းထဲမှာမထည့်တော့ဘဲနဲ့ဇိမ်ခတ်နေပါတော့တယ်ဒီလိုနဲ့နေလာခဲ့တော့တလားလောက်ကြာတဲ့အခါမောင်ကင်ဦးကပလက်ကလေးတိုင်းမှာထုံးစံနဲ့ဇိမ်ခတ်နေတယ်မမဲစိလေးကဆွန်းတော်ကတ်နေတယ်အဲ့ဒီအချိန်မှာမိမတယောက်ရဲ့အတန်ကအိမ်ရှိကစူးစူးဝါးကြီးပေါ်ထွက်လာပါတယ်အော်ရှင်ကတော့ဒီမှာလာပြီးတတိသမတ်လုံးနေရပေါ့ကျုံမှာတော့ကလေးတွေနဲ့ဒုက္ခရောက်လို့အမှရဲ့တရေသမီးရလဲဒီလောက်တော့မှလင်းရှားသလားရှင်လိုကလေးတော်နဲ့မိမကြီးတန်းတန်းနဲ့လူပုံမှာယူရတဲ့လားအဲ့ဒီကမောင်ကင်ဦးကဟေးဟီတိုးလို့လုပ်ပါကွာအားလုံးဒုက္ခရောက်ပုံနေမေဒီလိုဟန်သားပေးမဲ့မိမလို့သူကတို့မလုံနိုင်မှုပုတ်ခင်ဦးရဲ့အဲ့လို OHB အမိုးကိုတက်လာပါတယ်အဲ့ဒီမိမကကလေးတယောက်ကိုပတိခွင်းပြီးတယောက်ကိုလက်ကဆွဲထားတယ်ကျန်တဲ့ကလေးအကြီးကြီးကတော့မိခင်လုံးကြီးကိုဆွဲထားတယ်မမဲစိလေးကဆွန်းတော့ကန်ကအဲ့ဒီတန်းကိုကြားရတယ်ဒါပေမဲ့စပ်ပြီးတော့ကံမြေကန်နေပါတယ်အလုံးစုံပြုတ်ပဲကိစ္စပြီးတဲ့ခါကျမှဘုရားရှင်ရှိကထားလို့ဘာလဲကိုခင်ဦးလို့မေးလိုက်တော့အင်းရှိကမိမကတမင်စွန်အောင်ဆွဲတက်လာပြီးဘာမှမဟုတ်ဘူးရင်ကိုမိုင်မလင်ငါလာဖော်လာလို့ပြောတယ်ဘာဖြစ်တာလဲရှင်းရှင်းပြောကြစမ်းပါမမဲစိလေးရပြီးတော့ရှင်းရှင်းပြောရမယ်ဟုတ်လားဟောဒီခင်ဦးကငါလင်ဟောဒီမှာသူ့ပလီညီကရုပ်လေးတနာရုပ်ပါနဲ့ငါလင်ကိုဖိုးထားလို့ငါလာခေါ်တာအဲ့ဒီမိမကပြောတော့မမဲစိလေးကပါဇက်အဟောင်းမှဖြစ်လို့ကျမမသိရပါဘူးဟုတ်လားဘူးခင်ဦးအဲ့လိုပြီးတော့မဟုတ်ပဲလာပါမလားဟဲ့ကြောင်တော်နှိုက်မိုင်ခင်ဦးရဲ့မေကြီးဆိုသူကပြောတယ်တို့လို့ပြောပါကျမမသိပါဘူးကိုခင်ဦးကလူပြိုးဆိုလို့ယူမိတာပါမမဲစိလေးကငိုယိုပြီးတော့မှတောင်းပန်ပါတယ်အော်လင်ဖိုးလုံးကမရှက်ဘူးအခုမှရှက်တယ်လားလာခဲ့ဟဲကောင်ခင်ဦးအဲ့လိုဆိုပြီးဒီမိမကခင်ဦးရဲ့နေရက်ကိုဆွဲပြီးခေါ်ပါတယ်ဒီလိုအရန်မလို့ပါနမီတို့ရဲ့နင်ချင်းနဲ့အောင်ဟာလုပ်ပေးပါမယ်ခင်ဦးကလေးပြေးနဲ့ပြောတယ်အဲ့ဒီအချိန်မှာပဲခင်ဦးရဲ့ကလေးကအိမ်ပေါ်မှာပြေးသွားခုံပေါက်ပြီးဒိုးဖေကြီးကတဲကြီးပါလားဆိုလို့စော့ကြပါတယ်မမဲစိလေးကတော့ရှက်လုံးလိုမျက်နှာကိုလက်ဝါးနဲ့အုပ်ပြီးငိုရိုးလိုအိတ်ခမ်းထဲကိုဝင်ပြေးပါတော့တယ်အဲ့ဒီကကလေးတို့ကဒိုးမိနိုင်ပြီဒိုးပြရဲ့မိမဇင်ခိုးမှတွေ့ပြီးထွက်ပြေးသွားပြီလို့ဟေးလို့လက်ခုပ်တီးရဲ့ဒီနောက်ကတော့ကလေးတို့ကမတ်ဗီယိုထဲမှာထည့်ထားတဲ့ဖန်ကလတ်တီဖန်ရီပေါင်းတွေကိုမြင်ရတော့ဗီဒီယိုကိုမရမလားဖွင့်ကြတဲ့အခါဗီဒီယိုမှန်ကြီးကကိုယ်ကနေပွဲကြပါပါတယ်ကလေးတို့ကဖန်ကလတ်တွေကိုသူ့ထက်ကလူယူပြီးယူကြတော့ဖန်တဲ့ပစ္စည်းကကြောက်ပွဲပြန်ပါတယ်မောင်ကင်ဦးကတော့သူ့ရဲ့မေရကြီးဒေါ်သူမမတ်ဗီတူမအားစမနဲ့မိတို့ရဲ့လိမ္မာနှင်းမူကြီးပဲလို့အစာကြီးတို့တိုးနဲ့ကြိတ်ပြီးချုံမို့ပါတယ်မိတို့ကလည်းခင်ဦးရဲ့စကားကိုတစားတဲ့တစားလက်ခံလိုက်ပါတယ်အဲဒီကခင်ဦးကအိတ်ခမ်းထဲမှာဝင်လို့ဗီဒီယိုပုတ်ဖွင့်ပြီးငွေတောင်တို့ကိုရီလို့ပြန်ထွက်လာပြီးမိတို့ကိုပေးလိုက်တယ်မိတို့ကလည်းတလောက်ညံပြတဲ့ငွေကိုမကင်ဘူးတော့မိမိနဲ့သူတို့ကလက်ထဲပါသွားတာကိုတော့မှမိပြီးကြည်နူးသွားပါတယ်ဒါပဲနော်ဒါနဲ့တော့အပြီးမဟုတ်သေးဘူးရှင်းကောင်းမလို့လည်းပြောလိုက်အဲ့လိုဆိုပြီးကလေးတွေကိုဘို့လို့ပြန်သွားပါတယ်ကလေးတွေကဘာကလေးတွေကိုလက်တစ်ဖက်မှာတလုံးကြခံပြီးမိခင်စီကိုသွားလို့ခင်ဦးဘူးဒါပဲနော်အဖေရောပြန်လာခဲ့ဦးအဖေမိမကိုလည်းပြောလိုက်ကလေးကစားကြတယ်ဝေခဲ့လိုက်အဲ့လိုဆိုပြီးသွားကြပါတယ်မိတို့သားမိတွေထွက်သွားတော့ခင်ဦးကအိတ်ခမ်းတွေကိုဝင်လာပါတယ်မမဲစိလေးကအေးရတဲ့မှာရှိုက်ကြီးငငိုကြွေးနေရှာပါတယ်မောင်ခင်ဦးကမမဲစိလေးနီးမှာထိုင်းလို့မမဲစိလေးရဲ့ပခုံးကိုအသားရခိုင်လို့ပြန်သွားကြပါပြီကွယ်အဲ့ဒါလိုပြောလိုက်တယ်ကျမအရှင်ကိုလူယူမှတ်လို့ယူတာအဖေကလည်းလူယူမှတ်လို့ပေးစားတာတကူလို့ရှင်ကတို့ကိုအကြံပတ်ဆက်တယ်မမဲစိလေးကရန်တွေ့ပါတယ်ချင်းလို့ပါမမဲစိကျုပ်ကလေသူတို့သားမျိုးငွေပေးပြီးပြန်ထိုင်းလိုက်ပြီမပေါင်းနိုင်တော့ဘူးလို့လည်းအတီးတင်ပြောလိုက်ပါပြီခင်ဦးပဲဆိုရင်ဒီလိုလို့တော့ပါမလားသူခင်ဗျာမှာခလေးတော်နဲ့ဒုက္ခရောက်တော့မှာပေါ့ကျမလည်းမပေါင်းပါနဲ့ရှင်းလိုက်ပါရင်ပေါင်းဆုံးပါပဲမမဲစိလေးကပြောလိုက်တယ်မနေ့ကပဲမင်္ဂလာဆောင်နဲ့ဒီနေ့ကွဲမယ်ဆိုတော့မသိတော့ပါဘူးသူနဲ့ပြက်ဆဲဆဲဖြစ်မယ်ကွာသူတို့ရင်းနှီးစားဖို့နောက်ထပ်လည်းငွေပေးလိုက်အောင်မယ်ကိုကင်းမိမကငွေရရင်ကြည်ရမယ့်ဟာပါလူကိုသူကမမှတ်ပါဘူးအခုမတွေ့ဘူးလားငွေလဲပေးလိုက်ဘူးအတန်းတော့မကြောက်ဘူးတိတ်တိတ်ကလေးပြန်မောလိုက်တာမောင်ခင်ကပြောလိုက်တယ်မမဲစိလေးဖို့အခုမှပဲအခက်တွေ့ရရွေ
မောင်ခင်ဦးကကွာရှင်းအောင်မှလည်းပြီးခဲ့တဲ့လာရမှာလူသိချင်းနဲ့မင်္ဂလာဆောင်ပြီးယူခဲ့ပြီးဖြစ်ပါတယ်။ပေါ်ဝင်းကဘယ်လိုပြောမလဲ။မောင်ခင်ဦးနဲ့တဘောတူတူပေးစားခဲ့တဲ့သူ့ရဲ့ဖခင်ကလည်းဘယ်ရက်ဒေသစီကိုရောက်နေတယ်မသိရ။မောင်ခင်ဦးကိုဆက်လက်ပေါင်းသင်းမှုကလည်းသူ့မှာဘာကြီးများကြီးရှိနေကြောင်းသိရပြီ။မမဲစီလေးကမိမိဖြစ်ဘူးတွေးငါငုံမြဲငိုနေတယ်။အနှုတ်အောက်နဲ့မောင်ခင်ဦးကအမျိုးမျိုးပုံပုံသောနေတွေနဲ့ချော့မပါတယ်။မမဲစီရင်သူမလာတော့ပါဘူး။ကိုခင်ဦးကသူ့ကိုငွေလေးပါလေးချက်ပြီးပေးလိုက်ပါဦးမယ်။ကိုယုံပြောတာကိုယုံတကယ်လို့ကိုခင်ဦးပြောတဲ့အတိုင်းမဟုတ်ပဲနဲ့မီတို့ချက်ပြီးတိုင်းကိုခင်ဦးကိုမပေါင်းနဲ့အပြီးပိုင်ကွာပလိုက်အခုတော့ယူလာမှဘာမှမကြသေးဘူးလင်မယားဖွဲတယ်ဆိုရင်ကိုခင်ဦးအပြစ်လို့ထင်ကြမှာမဟုတ်ဘူးမမဲစေကိုပဲပတ်ဝန်းကျင်ကအပြစ်တင်ကြမှာမောင်ခင်ဦးကပြောတယ်ဒါကြောင့်မမဲစေရဲ့စိတ်မှာတော့ဟုတ်ပြီသားပဲမရေကြီးဖြစ်တဲ့လူလည်းမနစ်နိုင်ရအောင်လူမတိတို့မတိချိတ်ပြီးငွေပေးလိုက်ရင်အဆင်ပြေသွားမှာပါလို့တွေးလို့သူ့ရဲ့စိတ်ကိုဖြေရပါတယ်မမလည်းမောင်ခင်ဦးရဲ့မရေကြီးကဒေါ်ရနဲ့ပေါ်မလာတော့ပါဘူးဘာကြောင့်ပေါ်ပြီးမလာတာကိုမမဲစေလေးကမရင်းမိပါဘူးအမှန်ကတော့မောင်ခင်ဦးကသူ့ရဲ့မရေကြီးကိုလာစဉ်ငွေတွေပို့ပြီးနေပါတယ်လက်လက်စားတွေလုပ်ပြီးပို့ပြီးတယ်မရေကြီးပြည်သူကငွေမြောက်များနဲ့လက်လက်စားတွေရရှိနေကြကြောင်းမင်းငယ်ယူတဲ့သူ့ရဲ့ယောက်ျားမောင်ခင်ဦးပေါ်မှာစိတ်မဆိုးတဲ့အပြင်အဲ့ဒီလိုသာရမယ်ဆိုရင်နောက်တစ်ယောက်လောက်ယူပါအောင်လားလို့တော့မှတိုက်တွန်းခြင်းစိတ်ဖြစ်ပေါ်နေပါတယ်ဒေါ်သူမမီတို့ကလည်းသူ့ရဲ့ရွာမှာလူချမ်းသာစီးရင်ဝင်တူဖြစ်လာပါတယ်ရွှေငွေလက်လက်စားအပြည့်အိမ်မှာလည်းသုံးမိနကန်ပြေအောင်သမိုးအိမ်ဖြစ်နေပါတယ်လင်းနဲ့နွားနဲ့ပြည့်စုံနေပါပြီဒီလိုပြည့်စုံနေတဲ့အခါမှာရာကိုရောက်ရှိလာတဲ့ကြောက်ထိုးစီရနဲ့ဂျာစတန်စပါတော့တယ်ဒါကြောင့်မီတို့ကမောင်ယွန်းစီကိုမရေးတဲ့ရည်တဲ့နဲ့အခုလိုစာကိုရေးပြီးပို့လိုက်ပါတယ်ခင်ဦးနင်လည်းရွာကိုမလာနဲ့တော့နင်းကောင်မနဲ့နေပြီးတော့ငါလည်းလင်ယူတော့မယ်တရားနဲ့တရားမနှောက်ရက်ကြီးနှောက်ရက်တဲ့လူတီတီမီတို့ရဲ့စာကိုရတော့မောင်ခင်ဦးကပြောနေပါတယ်အဲဒီစာကိုမမန်စေလီကိုပြတယ်မမန်စေလီကစာကိုဖတ်ပြီးတဲ့နောက်နှောက်ရက်တဲ့လူတီတီဆိုပါလားတီတီဆိုတာကဘာလုပ်မယ်လို့ပြောရတယ်အဲ့လိုပြီးတော့ကိုပြင်းလည်းမသိပါဘူးမမန်စေတော့မှတော့အဲ့ဒီတီတီဆိုငငယ်လေးရဲ့ပြောပြကူတာပဲတီတီဆိုတာတီတီဘူးမောင်ခင်ဦးကပြောပြီးရှိပါတယ်မမန်စေလီလည်းရှိပါတယ်မမန်စေကအခုမှပဲရည်နှံရှာပါတော့တယ်မီတို့ကတော့ခင်ဦးကသူ့ကိုပြစ်ထားခဲ့ပြီးဖြစ်ကြောင်းတရားလုံးမှာမောင်းထုတ်ထားပြီးဖြစ်တော့ကြောက်ထိုးစရာနဲ့အတီးသိန်းယူတဲ့ကိုဘသူကမှအပြစ်မတင်တော့ပါဘူးဒါပေမဲ့ကြောက်ထိုးစရာနဲ့ယူပြီးတလောက်လောက်အကြာမှာပဲမီတို့ရဲ့အင်းရှိမှာမိမတယောက်ကခါးလေးကိုဂတိဝင်ချီလို့ဟဲလင်ခိုးမှကြောက်ထိုးစရာလာကလေးနဲ့မဝါရီစားစားတော့နေရတဲ့ငါတို့သားမျိုးမကြည့်တော့ဘူးလားတောင်နိုင်ရသလားနင်တို့ရမှာယောက်ျားရှားသလားငါလင်မခိုးရသလားအဲ့လိုအော်ဟစ်ဆဲဆိုရင်အဲ့ဒီကကြောက်ထိုးစရာလည်းမရကြီးကိုချုံမွားတယ်မီတို့ကတော့ရှက်လုံးမြမျက်နှာကိုလက်ဝါးနဲ့အုပ်လို့ငိုယူနေပါတယ်မီတို့ရဲ့ကလေးတွေကတော့အမေယောက်ျားရတော့မိမငွေပေးနေပြီဗျအဲ့ဒါလိုအော်ဟစ်ပါတယ်မမလည်းကြောက်လို့ဆရာလာသူ့ရဲ့မေကြီးကိုမိမကြီးသူကတော့မှနေပြီမဲ့လှဲ့နေနွားနဲ့သူ့မိုးနဲ့လိမ္မာဇက်မှာလိမ္မာနင်းမူကြီးကိုရွတ်အဲ့လိုဆိုပြီးငွေနေရာကိုချိန်ပြီးပေးလိုက်တယ်ကြောက်လို့ဆရာရဲ့မေကြီးလည်းပြန်သွားပါတယ်အဲ့ဒီကကြောက်လို့ဆရာကမီတို့ရဲ့နီးကိုလာလို့မီတို့ရဲ့ပကုံးမလေးဝသားရခိုင်းတာတိတ်ပါတို့ရဲ့သူမလာတော့ပါဘူးကျုပ်သူ့ကိုပတ်စံပေးလိုက်ပါပြီနောက်ကလည်းနည်းနည်းပါးပေးလိုက်ပြီးတော့မှလားသူကသိပြီးပတ်စံနဲ့တာနင်းနေမလားပတ်စံလည်းပေးလိုက်ပေါ်ဆင်းသွားတာအတန်တော်မှမချဘူးလို့ပြောလိုက်ပါတော့တယ်မောင်ကင်းကအလုပ်ကိုကောင်းဆောင်မလုပ်ဘဲနဲ့တတိယတန်လေးထဲမှာတယ်သူလုပ်ခဲ့တဲ့နေရာမှာလည်းမန်နေဂျာတယောက်ကိုအဖိုးနှုတ်ချူသားစွာနဲ့ရှာဖွေခန့်ထားပါတယ်သူကတော့ဝီစကီလေးတမျှမျှနဲ့နေပါတယ်မောင်ကင်းရဲ့နေစဉ်လုပ်ငန်းတာဝန်ကအိတ်စားကာမာဒီဆိုတဲ့ဒရိဆန်ရဲ့တာဝန်မျိုးသားရှိပါတယ်အဲ့ဒီသုံးမျိုးထဲမှာလည်းတောင်ဆုံးမျိုးပဲသာပို့ပြီးဦးစားပေးပါတယ်ရိုးသားတဲ့မမက်စေလေးကတော့အနောက်ရှက်ဆိုပြီးမရှိတော့ဘဲနဲ့ရင်တယောက်ကိုတော့ပိုင်ပိုင်နေနေရပြီးဆိုပြီးစိတ်ချမ်းသာပါတယ်မောင်ကင်းကမမဲစီစံကိစ္စနဲ့ရန်ကုန်မကြခဏသွားနေရတယ်ဆိုတော့ကားလေးတစ်စီးတော့ဝယ်မှဖြစ်မယ်အဲ့ဒါလိုစကားဆိုင်တော့မမဲစီကလေးကကိုပြုံးသဘောပဲလေးဝယ်ခြင်းဝယ်ဖို့သဘောတူလိုက်ပါတယ်ဒါကြောင့်စသတိကြီးဦးမျိုးတဲ့တက်ကမော်တော်ကားမသုံးခဲ့ပြီးမြဲကြောင်းဝါတဲ့တတိသမက်မောင်ဖြူလက်ထက်မှာတော့အော်စတင်ကားလေးတစ်စီးဝယ်ဖြစ်ပါတယ်မော်တော်ကားဝယ်ပြီးတဲ့ဒီကစားလို့မောင်ဖြူကဖကုန်းနဲ့ရန်ကုန်မှုအိမ်ဦးနဲ့ကျန်းနေဆိုသလိုဂူးကြီးလည်းညီလောက်ပါတော့တယ်စံဆက်ပစ္စည်းဝယ်ဖို့ပဲမန်နေဂျာကိုခိုင်းလို့မဖြစ်ဘူးဒီပစ္စည်းမျိုးကဈေးတင်ပြောလို့တိနိုင်တဲ့ပစ္စည်းမျိုးမဟုတ်ဘူးကိုရင်သွားမှခေါင်းနာဆိုပြီးတကောင်နိုင်ငံနဲ့လည်းတရားဆက်သွယ်ပြီးတော့မှဆန်ရောင်းမပေးစားတွေလုပ်နေရကွာဒါကြောင့်ရန်ကုန်ကရုံးလုံးနေတိုင်းသွားနေရဆိုပြီးတကောင်ကိုဖြူလို့ဆက်ကဘွိုင်လာကြီးကိုလာပြီးစစ်မဲ့ဘွိုင်လာအက်စပက်ရိုကြီးဟိုတယ်မှာထမင်းကျွေးရမယ်ကွာဆရာကြီးကဘွိုင်လာမကောင်းမှုဆိုပြီးတော့မှဘွိုင်လာကိုမှာမြေပြင်းတဲ့တစ်ချက်ဝိုင်းပြီးစာရကြောင်းအထက်ကိုရေးလိုက်တာနဲ့ကိုဖြူလို့ဆက်ကြီးတခါတည်းပိတ်ထားလိမ့်မယ်အဲ့ဒါမျိုးမြုံဖုံနီးတွေနဲ့လှည့်လည်ပြောဆိုလို့မောင်ဖြူကရန်ကုန်ကိုနေစဉ်သွားပါတယ်နာမည်စဲလေးကလည်းမောင်ဖြူပြောသမျှခေါက်ချင်နေပါနေမောင်ဖြူကတော့ရန်ကုန်ကိုသွားပြီးအရက်တောက်တယ်ပြီးတဲ့စာတွေရဲ့အိမ်ကိုအိမ်မီးတင်သွားတယ်ဘာမှမများတော့တချို့သောပြီးတဲ့စာတွေနဲ့တော့မှဖောက်တဲ့ပြပြီးရင်းနှီးနေပြီဖြစ်ပါတယ်တကူတော်ညနေဘက်မှာတော့မမဲစိတ်လေးကရန်ကုန်ရှိတကုံဘုရားကိုသွားလို့ကြောင်းပြောတော့မောင်ဖြူကလိုက်ပြီးပို့ပါတယ်မမဲစိတ်လေးကအိမ်ထဲကအိမ်မြင်ကိုထွက်တယ်ဆိုပြီးမရှိဘဲနဲ့ခပ်ပုတ်ကုတ်နေတဲ့သူပလီဖြစ်တော့အခုလည်းလင်းယောက်ျားနဲ့တူတူကခီးသွားတဲ့အခါပြောသလိုရှိပါတယ်ရွှေကုံဘုရားကိုရောက်တဲ့အခါမှာဘန်းရေချမ်းမီးတန်ဒီတူတန်းပြီးဂရီးစိတ်ပါတယ်မောင်ဖြူကတော့စီးကရက်ကိုပြဲပြီးမလန်းမကန်ကစောင့်နေပါတယ်မမဲစိတ်လေးကပရိစိတ်ပြီးတဲ့အခါမောင်ဖြူကဘယ်ဦးများသွားအောင်မလဲမမဲစိတ်လို့မေးတယ်မ
သွားတော့ပါဘူးကိုကင်ဦးရဲ့ပြီးရင်လမ်းမှာမောင်းနေမယ်စောစောပဲပြန်ကြရအောင်ဆိုလို့နေရောက်သားတောင်ပတ်မှုစီကိုရှောက်လာခဲ့ကြတယ်ဒီလိုရှောက်လာစဉ်အင်္ဂါသားကိုရောက်မှတော့မမဲစေလေးကတစုံတယောက်ကိုတွေ့ရတော့ဝမ်းသာအားရဖြစ်ပြီးမဆန်ဟီလို့ခေါ်လိုက်ပါတယ်ဟင်မမဲစေပါလားဒီမင်းလေးကပြန်ပြီးပြောလို့မမဲစေလက်ကိုလာပြီးကြိုက်ပါတယ်နေမောင်းတငယ်ချင်းရဲ့မတွေ့ရကြပြီနော်မမဲစေလေးရဲ့ပြန်ပြီးတော့ညီကိုကြောင့်တကယ်မကြားဘူးလားမဆန်ဟီကမေးရဲ့မကြားပါဘူးဘာဖြစ်လို့လဲဟောဒါနဲ့ဟုတ်လားကိုယောက်ျားကုခင်ဦးရဲ့ဒီမှာပူပင်ဦးဟောတာကျမတငယ်ချင်းဆရာလေးเจ้าမှာတူနေခဲ့ကြတာသူ့အဖေရာဇိုးအုပ်ကြီးရန်ကုန်ကိုပြောင်းလာတာနဲ့ပြောင်းသွားတာဟိုတုန်းကဆိုရင်တလောက်တစ်ချိန်တော့တငယ်ချင်းနှစ်ယောက်ပြေးပြကြသေးတယ်နောက်တော့သူ့ဖေတို့ပြောင်းသွားတာနဲ့အဆက်ပြတ်သွားကြတာမမဲစေလီကမဆိုင်နဲ့မောင်ခင်ဦးကိုမိတ်ဆက်ပြီးအဲ့ဒီနောက်မမဲစေလီကပြောစမ်းမဆိုင်ဘယ်လိုဖြစ်လို့အဆက်ပြတ်သွားတာတော့မမေဆုံးမိပေးလဲနောက်ရင်နောက်ပြည့်ရည်ကွယ်ဒါကနေမှာကိုလေတော်ကပြီးစားလို့ယောက်ျားယူလဲရတယ်မဆိုင်ကပြောတယ်မဆိုင်ယောက်ျားကဘယ်မလဲမမဲစေလီကမေးလိုက်တော့ပြောမှာပေါ့ကွယ်ကိုယောက်ျားကဘုန်းနဲ့အိမ်အောင်ပြုတ်ပြီးတလားအကြာမှာဓမြသားလို့ဆုံးရှာတယ်မဆိုင်ကပြောရမမဲစေလီကဟိုဖြစ်ရတယ်နည်းနည်းမြဲနဲ့မုံစုံမဖြစ်ရရှာတာဘူးယောက်ျားဆုံးပြီးနောက်မှာသူကြံခဲ့တဲ့စိတ်တဲ့ရွှေရီကိုချပြီးရောင်းဆိုင်ကကိုလည်းစင်ပွဲစားဖြစ်လာတော့တာပေါ့ဒါပေါ်တကယ်ချင်းရင်ပြက်တယ်လို့လောက်ရတာပေါ့တိုက်လို့စိန်ရွှေပွဲစားလုပ်နေတော့ကိုရောင်းပေးမယ်ဆိုပြီးယူလာတဲ့ပစ္စည်းတို့ကိုအလိန်ခံရအောင်ဆိုပါတော့လိန်နဲ့တော့တခြားမဟုတ်ဘူးကိုနဲ့ယူမဲ့သူကကိုချက်နေတယ်ကောင်လေးကလူရှုပ်ကလေးမှနောက်မှသိရဲ့ဒီတော့ဖူးကပဲလူလင်ဖြစ်ပြီးထောင်တစ်နှစ်ကြာရတာပေါ့အခုပဲကိုကထောင်မှလွတ်လာတာဖယ်သွားလို့ပဲလာမှမသိတာနဲ့ဖျားပေါ်တက်လာတာမဆိုင်ကပြောလို့မမဲစေသေးကတကယ်ကြည့်ပြီးသူမဆိုင်ကိုလုံးဝသနာသွားတယ်မဆိုင်ရဲ့ဒီလိုဆိုရင်အိမ်မှာလိုက်ပြီးနေပါလားမမဲစေသေးကပြောတယ်ဒီနောက်မှတော့မောင်ခင်ဘက်ကိုထိလို့ကိုကင်ဦးရဲ့ကျမတကယ်ချင်းသနာပါလေခေါ်သွားရအောင်နော်မောင်ခင်ဦးကတော့ခေါင်းမနေချင်းနေချင်းနေလဲရပါတယ်ဒီလိုနဲ့ပဲမဆိုင်ကမမဲစေလို့လည်းမရနဲ့တူလိုက်ပါပြပါတယ်အိမ်ကိုရောက်တဲ့ကမမဲစေကမဆိုင်နေတိုင်ဖို့အတွက်အေးရခန္ဓာပြင်ဆင်ပေးတယ်ဒီလိုပြင်ဆင်နေစဉ်တွင်မောင်ခင်ဦးကမမဲစေနီးဖို့ကက်လို့မမဲစေယူရီကိုသိပ်ပြီးယုံတာဘူးကွတကယ်ချင်းဆိုပေမဲ့သူကထောက်ကြခဲ့ဘူးတယ်မလားတော်တော်ကြာလူဆိုးတွေနဲ့ပေါင်းပြီးဘုခင်ဦးတို့ဒုက္ခပြီးပါမနဲ့လုံးပဲသူ့အိမ်မကြီးထဲမှာမပိတ်နဲ့နောက်ဘေးကစေကန်တန်းရမှာပိတ်နောက်ဘေးကစေကန်တန်းရကလည်းဘယ်သူမှအိတ်တဲ့သူမှမရှိပဲကြားလားအဲ့ဒါလိုပြောလိုက်တယ်ဒုက္ခရောက်လာလို့ကိုစီကိုမိဖို့တဲ့တငယ်ချင်းကိုစေကန်တန်းရမှာပိတ်လို့တော်ပါမလားဟုတ်ကင်ဦးရဲ့မမဲစီလေးရဲ့ပြန်ပြီးပြောတယ်မမဲစီမင်းမသိပါဘူးကြုတ်ပြောသလိုလုပ်စမ်းပါမောင်ခင်ဦးကဆိုပြောပါတယ်အဲ့ဒီခါမှာတော့မိမိပြလို့လိုတဲ့ကိစ္စမှာလင်ယောက်ျားနဲ့တိုင်ပင်ပြီးလင်ယောက်ျားရဲ့သဘောတူညီမှုရမှသာပြလို့ရမယ်ဆိုတဲ့ဖခင်ရဲ့စကားကိုပြန်လေချရောက်ပြီးတော့ကိုကင်ဦးသဘောပဲလို့ပြောဆိုလို့မမဲစီလေးကနောက်ဘေးစေကန်တန်းရတာခန်းခန်းကိုရှင်းပါတယ်မဆိုင်ကလည်းကိုကြီးရှင်းပေးပါတယ်ဒီလိုရှင်းပေးကမမဲစီလေးကမဆိုင်ရဲ့အိမ်မကြီးမှာမသိတာဘူးတော့စိတ်မဆိုးနဲ့ဘေးရင်စရာကအဲ့တဲ့လက်မခံရဘူးလို့ဟောထားတယ်ဒါကြောင့်ဒီနေရာမှာဆိုတော့အိမ်မကြီးတဲ့တတ်တာမလားဆိုပြီးထားတာနော်မောင်ငင်ဦးကြောင့်မထားရတာဖြစ်တယ်ဆိုတာကိုဖုံးပဲပြောတယ်အဲ့ဒီကမဆိုင်ကလည်းဘာဖြစ်လို့စိတ်ဆိုးအောင်မလဲမဲစီကုမာရမဲစီတို့နဲ့သာမတွေ့ရရဲ့ဇရက်ပေါ်မှာအိပ်ရတော့မှာအခုလို့ခေါ်လာတာကိုကျေးဇူးတင်လာပါပြီနက်ပြန်ဆိုရင်ဘယ်မှာသွားပြီးဘယ်လိုစားရမလဲဆိုတာတော့မှမတွေးဝအောင်မေးဝဲမြေထဲမှာမဆိုင်ရဲ့ယောက်ျားဆုံးလုံးမှာပစ္စည်းအတော်ပဲကြံနေတယ်မလားမမဲစီလေးကမေးလိုက်တယ်ကြံပြီလားကွယ်ကိုယောက်ျားကစိတ်မဘူးကလားလီအသက်ကြီးပြီကိုနဲ့ရတော့သူ့အသက်က60ကျော်နေပြီတိုက်ကောကောစိတ်ရှိရောကြံခဲ့တယ်ဆိုမှတော့မဆိုင်ကပြောတယ်အဲ့ဒါလေးကိုလုံးပြရသလားကွယ်မမဲစီလေးကပြန်ပြီးတော့ကိုကကိုဆိုတော့မပုံမဘူးကွယ်ကိုရင်တော်မှလည်းဒီလောက်တော့မြင်မြင်စစမကူမဘူးအဖိုးကြီးတွေတော့ကိုကအကောင်လေးတယောက်ထပ်ပြီးယူတယ်ကြီးကိုကကိုတဲ့အစမတန်အသက်ကြီးရဘိုးကြီးရဲ့မယားဖြစ်ခဲ့ရသည်တော့ဒီတကယူရင်ကိုတဲ့အစမတန်နေတဲ့ကောင်လေးတယောက်ကိုယူမယ်လို့စိတ်ကူးထားတယ်ကိုစိတ်ကူးထားတဲ့အတိုင်းမှာပဲအဲ့ဒီကောင်လေးနဲ့တွေ့တာပဲကောင်လေးနာမည်ကနနော်တဲ့ကိုကချစ်စလုံးနဲ့နနော်လို့ခေါ်တယ်ကောင်လေးကအလောက်ကမရှိဘူးကွကိုယူလာသူ့ဘို့သုံးမကုန်နဲ့ရတနာပိုက်ကြီးကိုရတယ်လို့ပဲကိုကလည်းလိန်ငယ်ငယ်ကလေးရတယ်ဆိုပြီးပြောနေတာပေါ့ကိုတို့တိုင်းဝိုင်းမှာကအဲ့ဒီတုန်းကအပြိုင်ဆိုင်ရှိတယ်ရွှေပြိုင်နဲ့စိမ့်ပြိုင်နဲ့တိုက်ပြိုင်နဲ့ကားပြိုင်နဲ့ပြီးတော့လိန်ငယ်ငယ်လေးချင်းနဲ့ပြိုင်ကြတယ်ကိုမိတ်စီဆရာဝန်ကတော်ကြီးဆိုရင်သူ့လင်ဆရာဝန်ကြီးမိုးတုံနဲ့ဘူးလင်စမောက်လေးပြောင်းယူထားတယ်မဆိုင်ကပြောလိုက်ပါတယ်ရှက်ဆရာကြီးပါတဲ့နေချင်းမမန်စီရီကပြန်ပြောပါတယ်ရှက်ဆရာလေးနဲ့ကြည့်ရင်တော့ရှက်ဆရာပေါ့ကွယ်ကြည်လူးဆရာလေးနဲ့ကြည့်ရင်တော့ဘာပြောကောင်းမလဲခေါင်းလေးက3လက်ပြုံးလိုက်ကိုက3လက်ပြုံးလိုက်နေဖို့မဆိုင်ကပြောတယ်ခေါင်းလေးကငယ်ငယ်လေးဆိုတော့မဆိုင်ကအမားလို့ခေါ်ရတော့မှာပေါ့နော်မမန်စီရီကမေးလိုက်တော့အိုးမောင်လေးနဲ့မမခင်မဟုတ်တော့ဘူးကွယ်သူကကိုတကားတလီအန်ဒီလို့ခေါ်တယ်တကားတလီမာမီလို့တော့ခေါ်ရတယ်ကိုကမွေးရင်ကိုသားလောက်ရှိသေးတာလीပျော်စရာကြီးပဲပေါ့ကွယ်ကောင်းလေးကလည်းကိုလက်တရားလေးတခြားကောင်မလေးစီပါပါသွားလို့ကိုမှဒိန်းလေးနဲ့ဖမ်းပြီးတို့ကိုလိုက်ရှာတာအမောပြီးတော့အဲ့ဒီဒုက္ခပျော်စရာလေးကောင်းပါ යි မဆိုင်ကပြောရတယ်ခဲပါမဆိုင်ရဲ့ဒါနဲ့ပဲပစ္စည်းကိုမှရောက်ဆိုပါတော့မမဲစီရီကပြောလိုက်တော့ကုံတာပေါ့ကွယ်ကုံလဲပုံအောင်ကောင်းလေးလေးပို့ကိုခေါ်တော့တာပဲအဲ့ဒီနောက်တော့ဘိုးလေးကြီးကျဒုက္ခရောက်တော့တာနောက်ဆုံးကြီးကောင်းလေးကိုနှက်သွားတော့သူများပစ္စည်းပါသွားတယ်အဲ့ဒါကြောင့်ကိုကထောင်ထဲဆန်သွားတာပေါ့တနေချင်းမဆိုင်ကပြောလိုက်တယ်ခဲပါလေလုံမဲတိုင်းထားလိုက်ပါတော့ဒီမှာပြပြပပညီပေါ့မဆိုင်ရဲ့
မမက်စီလေးပြောပါတယ်နောက်တစ်နေ့မှာတော့မဆန်ကြီးကိုမမက်စီကတဲဆိုင်ကိုခေါ်သွားပြီးမဆန်ကြီးချိုင်းနေတဲ့တဲစားတွေကိုဝယ်ပေးပါတယ်အဲ့ဒီနောက်မှာတော့ဆက်ဆိုင်ကိုသွားရောက်လို့အင်းကြီးတွေလုံးညီခွင်းတွေချုပ်ပေးပါတယ်ဒီနောက်မှာတော့လောက်ကသေးကလေးနဲ့ရွှေဆွဲကြိုးလေးတစ်ပုံးကို၎င်းနဂတ်ကလေးတရားကို၎င်းဝယ်ပေးပါတယ်မဆန်ကြီးကရွှေတော့ဝယ်မပေးပါနဲ့တကယ်ချင်းရဲ့လို့ပြောတော့မဟုတ်တာပဲမဆန်ကြီးရဲ့နဘောဟောင်းလောင်းကြီးနဲ့နေလို့မကောင်းပါဘူးပြီးတော့မိမစိန်များများဆဆမဟုတ်လာတော့မှဆွဲကြိုးလေးတစ်ကုန်းလောက်တော့ဆွဲထားတဲ့နဲ့မမဲစကားပြောပြတင်းဝယ်ပေးပါတယ်မဆန်ကြီးကလည်းမမဲစီကိုကူညီလို့အိမ်မှုကိစ္စတွေလုပ်ပြီးတယ်ထမင်းချက်အမှလည်းကူညီပါတယ်တနေ့မှာတော့မောင်ကင်းကိုထမင်းစားမယ်လို့ဆိုတော့မမဲစကားထမင်းပွဲပြင်ပေးပါတယ်မဆန်ကြီးကမြင်းခွာရက်တုပ်ပေးပါတယ်မောင်ကင်းကထမင်းဝါလို့ထားသွားပြီးမြင်းခွာရက်တုပ်ကိုတို့တော့မှမထုတ်ဝေထားခဲ့ပါတယ်ဒါကြောင့်မောင်ကင်းကမမဲစကားမြင်းခွာရက်တုပ်ကိုဘာဖြစ်မစားတာလဲလို့တူတူကက်မိတော့မစားကြမှာဘူးပါယွန်းပါတယ်ထောင်ကြလာတဲ့ကောင်မရဲ့လက်ကြီးနဲ့တုတ်တော်မသတိပါဘူးနောက်ကိုကင်းထမင်းစားတဲ့အချိန်မှာသူ့ကိုခဝေးမှာအလုပ်တစ်ခုခုလှုပ်ထားခိုင်းစမ်းမှာကိုကင်းကမိမတောင်တတိတာမဟုတ်ဘူးပဲမောင်ကင်းကပြောတယ်အဲ့ဒီကသာစားပြီးမမဲစေကမောင်ရိုးထမင်းစားရဲ့အခါမှာမဆန်ကြီးကိုအခြားအလုပ်တစ်ခုခုလုပ်နေဖို့ဥပဒေမင်းနဲ့စေခိုင်းထားတတ်ပါတယ်ဒီလိုနဲ့မဆန်ကြီးကမမဲစေလေးတို့ရဲ့အိမ်မှာရောက်ရှိနေတာကတနေ့ကျော်လောက်ရှိသွားပါပြီဆဆစရင်အင်းတွေကိုဝိုင်းဝန်းပူညီလုပ်ပေးပါတယ်မောင်ကင်းကဆဆကိုနေစဉ်မသွားပေမဲ့မဆန်ကြီးကဆဆကိုသွားလို့မောင်ကင်းလုပ်ပိုင်ရမယ်အလုပ်တော်ဝင်တွေကိုလုပ်ပေးတယ်မောင်ကင်းကမန်နေဂျာတွေကိုမှာကြားလိုက်တဲ့စကားတွေရှင်းတယ်ထွားရောက်မှာကြားပေးတယ်မန်နေဂျာပါဝင်လို့သမားတွေခေါင်းစွာထုတ်ထုတ်ချင်းရှိမရှိဘူးမဆန်ကြီးကထွားရောက်ဆက်ဆေးပါတယ်အဲ့နောက်သူ့ကိုကြည့်လို့မရတဲ့မောင်ကင်းဦးကတော့မမဲစီကိုအခုလိုပြောတယ်မမဲစီမဆန်ကြီးကတို့ကိုအလုပ်လုပ်တာပဲသူရှိတော့ဘုပြင်ဦးတော်မှာဆက်ကိုမသွားတော့ဘူးသူ့ကိုလေလာကလေးပါလေးပြီးမှတော့မဲတင်တယ်မောင်ကင်းဦးမပြောခင်ကလေးကမမဲစီကလေးကမဆန်ကြီးကိုလာစဉ်ဈေးတော်မိုးဆိုပြီးတော့မှဝေးတရားချက်ထုတ်ပေးခဲ့ပြီးဖြစ်တော့မောင်ကင်းဦးကသဘောတူတဲ့အခါမှာမမဲစီကလေးကလာစဉ်မွေးနေရပေးပါတော့တယ်မဆန်ကြီးကလည်းအဲ့ဒီအမှန်နေရတာပြောလာပါတယ်လူတွေရဲ့ကံကြမ္မာမှာလုံးဝမဆန်းကြိလာတယ်ကံကြမ္မာမျက်လက်ဆရာနဲ့တူတယ်လို့ဆိုကြတယ်ဘာလို့လဲဆိုတော့သူဟာအစမ်းတဲ့ခြေကိုပြုတ်တယ်လို့ဖြစ်ပါတယ်စမ်းကြံမှုကတီတူတနေ့မှတော့မောင်ကင်းဦးကမမဲစေဘူးမမဲစေစံနှလုံးစလုံးကိုရက်ထားပြီးအကုန်လုံးပြုတ်ခိုင်းပြင်ခိုင်းထားတယ်ကွပစ္စည်းတွေလည်းအသက်ရဲတိုင်းထားတယ်တလားတော့ကြာလိမ့်မယ်ဒီတော့တွေကိုပြင်ဦးတို့မြန်မာပြည်အရက်ရက်ရှောက်ပြီးလေကြရအောင်ဖះရည်ကျပူရတာမို့အင်းကသားနဲ့ပဲသွားမယ်ကားအုပ်သုံးလုံးမရတဲ့နေရာတွေကျရင်တနေရာမှာအပ်ထားပြီးတော့မှလူကြီးဆင်းသွားမယ်ကွကားသုံးလုံးမရတဲ့နေရာဆိုတာဘယ်လိုနေရာလဲကိုပြင်ဦးရဲ့မမဲစေရဲ့ပြီးတော့ဒီလိုလေးကွာအခုဒီကနေသွားမယ်ဆိုပါတော့ပြီးရွှေစံတော်ကိုဖူးမယ်ဆိုရင်ကားနဲ့တစ်ခါတည်းသွားလို့ရမယ်အဲ့ဒီကနေမပွေးများသလုံးဆိုပါတော့သွားလို့ရသေးတယ်မင်းမှုရွှေဆက်တော်ဆိုရင်တော့မရတော့ဘူးအေးရောက်လေးမြေကြီးခန်းနေပြီအဲ့ဒီမှာကားကိုမပွေးကမှထားခဲ့ပြီးတော့မှလူကြီးကူးသွားမယ်တပုတော်ရှိတဲ့တချို့နေရာတွေမှာကားကိုဖောင်နဲ့တင်ပြီးကူးလို့ရတာလည်းရှိမှတယ်ရတော့လည်းပူတာပေါ့ကွာမောင်ပြင်ကရှင်းပြတယ်သွားလေကောင်းသားပဲကိုပြင်ရဲ့ဒါပေမဲ့နှစ်ယောက်တည်းတော့မလုပ်ပါနဲ့မစိမ့်နဲ့လိုက်ပါစေမမဲစေကပြောတော့တီးပါလေမမဲစေတငယ်ချင်းမထားခဲ့ပါဘူးခေါ်သွားမှာပါတပတ်ခါကိုသွားကြရအောင်မောင်ပြင်ကပြောလိုက်တယ်အဲ့ဒီနေ့မှာပဲမမဲစဲနဲ့မဆိုင်တို့ကလန်ကီမှာစားတော့ဖို့အတွက်မပြီးကျော်ချက်သားပြုတ်ကျော်စားရတဲ့စီမံရပါတယ်။ပေါင်မုံတည်သီးတဲ့ထိုးဘက်စားတဲ့ပစ္စည်းတွေကိုလည်းဝယ်ယူကြရတယ်။အဝယ်စားတွေလည်းသိမ်းဆည်းကြတယ်။တနေ့လုံးလိုပဲအလုပ်ရှုံနေကြတယ်။နောက်တစ်နေ့မနက်မှာတော့မောင်ကင်းဦးကကားကိုမောင်းနေမမဲစဲကသူ့ရဲ့ပြီးမှထိုင်နေမဆိုင်ကတော့သူ့ရဲ့နောက်ဘက်မှာရှိတဲ့ခုံတန်းမှာတယောက်တည်းထိုင်ပါတယ်။သူတို့သုံးကပျော်ရွှင်စွာနဲ့ခီးထွက်သွားကြပါတော့တယ်။လမ်းမှာတွေ့တဲ့ဘုရားတွေကိုဝင်ပူးကြတယ်နာမည်ကြီးဘုန်းကြီးကျောင်းတွေကိုဝင်ကြော့ကြတယ်ရေမိုးချိုးကြတယ်ဈေးတွေမှာပစ္စည်းတွေဝယ်ကြတယ်ပြီးတဲ့နောက်ခီးဆက်ကြပြန်တယ်လမ်းမှာမဆိုင်ကပြင်းပြေဖို့ဆိုပြီးတချင်းဆိုပါတယ်သူဆိုတဲ့တချင်းကနားထောင်လေးမရှိသူဘူးနားရှက်စရာတော့ကောင်းလာပါတယ်ဘလို့ပဲပြပြသူတို့သုံးသားကပြပြရွှေရွှေနဲ့သူမြေဝင်တမျိုးထွက်ဆိုသလိုခီးထွက်ပြေးကြပါတော့တယ်ရဲတန်ကြားတဲ့ကသူတို့ကရှမ်းပြည်နယ်တောင်ပိုင်းကိုရောက်ရှိခဲ့ကြတယ်အင်းလေးဒီသားမှာလေပတ်ကြတယ်ပြီးတဲ့နောက်တောင်ကြီးကိုတက်ရောက်ကြတယ်တောင်ကြီးမြို့မှာတနေ့လုံးနေပြီးတဲ့နောက်ညပိုင်းရောက်မှပဲတောင်ဟောက်ကိုပြန်ပြီးဆင်းဖို့စီစဉ်ကြပါတယ်သူတို့ရောက်သွားတဲ့အချိန်မှာတော့တောင်ကြီးမြို့မှာလုံမအေးချမ်းလာတဲ့အချိန်မှာသူတို့ကတောင်ကြီးစီမှာခွန်းမုံနေနဲ့တခြားပစ္စည်းတွေဝယ်ကြတယ်အဲ့ဒီပစ္စည်းတွေထဲမှာရှမ်းလော်အိတ်တွေလည်းပါပါတယ်အနှဲငယ်မူဂျိုလိုလာကလေးထွက်စာပြူစာအချိန်မှာပြန်ပြီးဆင်းနေကြတယ်လာကလေးကမုံလီမုံမပါပါတယ်စီးနေတွေကတရားတကာမှာပိတ်ဆို့နေတယ်အယုံပွဲမတဲ့ချမ်းတဲ့တွေကတဟူးနဲ့တိုက်ခတ်နေပါတယ်ချမ်းလိုက်တာလုံးမယုံမဆိုင်ကညှိလိုက်တယ်အဲ့ဒီကမမက်စိတ်ကလေးကမော်တော်ဘိုက်ကိုခိတိုက်ရက်ခိုင်းလို့ခါရဲ့နောက်ပိုင်းမှာထည့်ထားတဲ့အသိချုပ်ပြီးသားဂုံးမုံတဲ့တွေကိုထုတ်ပြီးတရေကိုမဆိုင်ကိုခြုံပြီးတယ်တရေကိုတော့သူကခြုံနေအဲ့ဒီကမောင်ခင်ဦးကတကယ်ချင်းရောက်တဲ့ဘက်ကိုဟုတ်တာပဲဂုံးမုံတယောက်တစ်ထည်နဲ့ကျုပ်ကတော့ချမ်းနဲ့ချမ်းမစည်းဆိုတဲ့သဘောလားဒီကမမက်စိတ်ကမဟုတ်ပါဘူးကိုပင်ဦးရေကိုပင်ဦးကလောင်းပွကြီးဝတ်ထားတော့မချမ်းဘူးလားလို့ဟုတ်ပါတယ်မမက်စိတ်ကျုပ်ကမချမ်းပါအလက်ခါကြီးစားတာမောင်ပင်ဦးကအဲ့လိုပြန်ပြီးပြောတယ်မောင်ပင်ဦးကနှင်းမုံရဲ့ကြားမှာမော်တော်ဘိုက်ကိုချင်းလင်းစွာနဲ့မောင်းနေပါတယ်အောက်ဘတက်လာမဲ့ကားနဲ့တုံးပြီးမှဆိုတော့မကြာခဏဟွန်ဒီအချက်ပြီးတယ်မက်ဆောက်တဲ့ဘွေးတွေကိုရောက်တဲ့အခါမှာတော့မောင်ခင်ဦးကမော်တော်ဘိုက်ဟုံးကိုအဆက်မပြတ်တီးပါလေကားရဲ့လက်ကင်ကိုလည်းချင်းလင်းစွာနဲ့ထိန်းပါတယ်ဘလို့ပဲဖြစ်တယ်မသိမော်တော်ဘိုက်ကဒင်းကျင်နဲ့ဟိုထိုးတီထိုးဖြစ်နေပြီမမက်စိတ်လေးက break ဆိုပြီးတတိပြီးတယ်
ဒီလိုသတိပေးနေတဲ့ကြားကမောင်ခင်ဦးကဘရိတ်ပေါ်မနှင်းမိပဲလေးဖာကိုသာနင်းမိတယ်မော်တော်ကားကအချိန်ပြင်းစွာနဲ့ကွေးတီကွေးကောက်ထွက်သွားပါတယ်အဲ့ဒီကမဆန်ကြီးကလောက်ပါအောင်ဆိုပြီးအထိတ်တလန့်အော်ဟစ်နေပါတယ်အဲ့လိုအော်ဟစ်နေစဉ်တွဲမှာမဆန်ကြီးရဲ့နီးမှရှိတဲ့တကားကဂျိုင်းနဲ့ပွက်ပြီးမဆန်ကြီးကဂုံးမုံကြီးချုံရသားနဲ့ကားပေါ်ကလမ်းစီကိုထွက်ကြသွားပါတယ်ဟိုလောက်ပါအောင်မမဲစိလေးကလှည့်ပြီးကြည့်ပြီးအော်ဟစ်လိုက်ပါတယ်အဲ့ဒီအချိန်မှာမောင်ခင်ဦးနီးမှရှိတဲ့တကားကလည်းပွင့်သွားလို့မောင်ခင်ဦးကကားပေါ်ကထွက်ကြပါတယ်မမဲစိလေးကဟိုလောက်ကြပါဦးအဲ့လိုအော်ဟစ်ရှာပြန်နေသူကအဲ့ဒီထပ်ပို့ပြီးမအွန်လိုင်းရှာတော့ပါဘူး။ဘာကြောင့်လဲဆိုတော့ကားကအလုံးဝပါပြင်မာတဲ့ကြောက်ကြီးတဲ့ဘူးထိုးကြသွားပြီဖြစ်ပါတယ်။မမဲစယ်လေးကလည်းကားနဲ့အတူပါသွားခဲ့ပြီဖြစ်ပါတယ်။ဘေးနားကလူဒီဘဲလူတွေနေပြီးထားပါအောင်။မောင်ကင်းကလူးလေးထားပြီးတော့မှမော်တော်ကားရှာရာစီကိုမုန်းကြည့်လိုက်တယ်။ဒါပေမဲ့မြူလေးကဆိုင်းနေကြတော့ဘယ်ရဘူးမှတဲဝဲစွာနဲ့မမီရပါဘူး။ဒီနောက်မှာမောင်ကင်းကလမ်းပေါ်မှာလဲကျနေတဲ့မဆန်ကြီးကိုပြေးထုတ်လိုက်တယ်။ဘေးနားသွားတဲ့မဆန်ကြီးမောင်ကင်းကမေးတယ်။မဆန်ကြီးကပြန်မပြေးဘဲနဲ့သူ့ကိုသူပြန်ပြီးမေးလိုက်တယ်။သူ့ကန်နဲ့သူသွားရှာပြီးကွမောင်ကင်းကပြန်ပြီးပြောလိုက်ပါတယ်။တိတ်မကြခင်မှာတောင်မော်ကခါးတစည်းကိုတွေးလို့ရက်ခိုင်းပြီးမောင်ကင်းနဲ့မဆန်ယူကအဲ့ဒီကားလည်းပဲရွှေညောင်ကိုလိုက်ကြပါတယ်။ရွှေညောင်ကိုရောက်တော့ကတ်တဲကိုဝင်ပြီးပြက်ကိုတိုင်ချက်ဖွင့်ပါတယ်။နောက်တနေ့မနက်မိုးလင်းတဲ့အခါမှာပလိတ်တီက6တွင်းကိုမမေစဲလောင်းကိုရှာဖွေဖို့မောင်ကင်းကိုခေါ်ပါတယ်။ကျွန်တော်မလိုက်ပြရစီနေဗျာ။ဒီလောက်6ကြီးတွေကိုကြာသွားရဲဆိုတော့ကျွန်တော်မိမရဲ့လောင်းမှာရုပ်ပြက်စင်းပြဖြစ်နေမှာ။အဲ့ဒါမြင်ရင်ကျွန်တော်တတ်ခေါင်ယူသွားနိုင်တယ်။ကျွန်တော်တနာကြမောင်ဗျာ။ကားလည်းဘယ်နည်းနဲ့မှအကောင့်ဘက်ကလေးရှိလို့မမို့ဒါကြောင့်ကားကိုလည်းကျွန်တော်ပြန်မြူချင်တော့ပါဘူး။မောင်ကင်းကတနာဆိုပဲဖြစ်အောင်ပြောတယ်။ဒီကမရဆုံးနဲ့ပရိသတ်တွေကမောင်ကင်းကိုမခေါ်တော့ဘဲနဲ့မော်တော်လာကြရအကြောင်းနဲ့ကြီးတဲ့သူတို့ဘာတော့ရောက်ရှာဖွေကြတယ်။ချုပ်တော်တွေကိုရှင်းနေရတယ်။အတော်တန်နေမိနဲ့ကပရိသတ်ကမောင်ကင်းရဲ့ကားအပြက်ကိုတွေ့ရတယ်။ကားကသုံးမယောင်ပျက်စီးနေပါပြီ။ကားနီးမှာလည်းသွေးပွဲကျုပ်ကိုတွေ့ရတယ်။ဒါပေမဲ့မမဲစဲလောင်းကိုတော့မတွေ့ရပါဘူး။ဒါကြောင့်ရဆိုးအုပ်ကကြားဆဲတော့ဖြစ်လိမ့်မယ်လို့ကောက်ချက်ချပြီးပျက်စီးနေတဲ့တရေတက်တာနှလုံးနဲ့အဝတ်စားတွေကိုယူပြီးကပ်ကိုပြန်လာခဲ့တယ်။မောင်ကင်းကရာဇိုးအုပ်ကိုမြင်တော့ဘယ်လိုလဲဗျာကျွန်တော်မိမဆောင်တွေ့ခဲ့ကြရလားဒီလိုမေးလိုက်ရကခမရမိမတိတ်ကန်ဆိုးပါတယ်ဗျာတိတ်ပြီးကြတော့မှအလောင်းကိုကြားဆွဲခံရသေးတယ်ရာဇိုးကပြန်ပြီးပြောတယ်မောင်ကင်းကလည်းငိုပြမှာတယ်မဆိုင်ကငိုရင်းနဲ့တက်သွားပါတယ်ပလိတ်တွေကဝိုင်းမိနေပြီးကြတယ်အဲ့ဒီနောက်မှာမောင်ကင်းကရာဇိုးအုပ်ငွေ900ပေးပြီးတော့မှရန်ကုန်ရောက်ရင်လည်းကျွန်တော်မိမအတွက်စွန်ကြီးတပိတ်တော့ဦးမှာပါဒီမှာလေရာဇိုးအုပ်မင်းကပူးဆောင်ပြီးကျွန်တော်မိမမမဲစေအတွက်တပိတ်တပိတ်ပါအဲ့ဒီကရဆိုးအုပ်ကလည်းခေါင်းမပြီးပြလှုပ်ပေးရတာပေါ့ဒီလိုဆိုပြီးငွေ900ကိုလက်ခံထားတယ်မောင်ကင်းနဲ့မဆိုင်တို့ကတော့ရန်ကုန်ကိုပြန်ခဲ့ကြတယ်ရဆိုးအုပ်ကြီးကမောင်ကင်းပေးတဲ့ငွေ900တွေက100ကိုသူ့ရဲ့ရောက်နေသားတွေကိုလှူပါတယ်ကျန်တဲ့ငွေတွေက350ကိုသူ့ရဲ့မိန်းမကိုလှူတယ်အဲ့ဒီကကျန်တဲ့ငွေ50ကိုသာဆွန့်ချက်ပြီးဘုန်းကြီး9ပါးကိုဆုံးဖြတ်လို့6ထက်ကြလို့သေးတဲ့မမင်းစလေးအမြလို့အတန်နဲ့ကြီးနဲ့အမြငွေလိုက်ပါတယ်မောင်ကင်းနဲ့မဆိုင်တို့ကမြေးထားနဲ့ပြန်လာကြပါတယ်မောင်ကင်းကမဆိုင်ရဲ့ပခုံးပေါ်မှာတိုးမိတ်တစ်ပတ်ကလေးကိုခြုံပြီးလိုက်ပါတယ်။တိတ်ကိုချမ်းနေသလားအေးရဲ့မောင်ဖြုံးကပြီးတော့မဆိုင်ကမောင်ဖြုံးရဲ့ရင်ဝင်ကိုမိလိုက်တယ်။မချမ်းပါဘူးကိုကြီးကိုရဲ့ရင်ဝင်အေးအတွက်မေးထွေးလာပါတယ်။ကိုအေးဘယ်လောက်ချစ်တယ်လဲဆိုတာလေအေးဒီပါတယ်။မဆိုင်ကပြန်ပြောလိုက်တယ်။သူတို့နှစ်ဦးကကကြမ္မာအစ်တွေကိုဖန်တီးဖို့အတွက်ဆုံးဖြတ်သူတွေဖြစ်ကြပါတယ်။ဂျိုးနဲ့ပဲရန်ကုန်ကိုရောက်ရှိကြတော့တယ်။ရန်ကုန်ကိုရောက်တဲ့အခါမမေစဲအတွက်စိုးကြည်တပိတ်တို့လုပ်ကြတယ်။မမေစဲသတင်းစိုးကိုကြားသူပေါင်းမှစုတ်တက်ဖြစ်ကြတယ်။မောင်ကင်းကလည်းတရားနဲ့ဖြေဖို့ဖြောင်းပြကြပါတယ်။မောင်ကင်းကဘယ်ရာနဲ့ဖြေမယ်ဆိုတာသူတို့မသိကြပါဘူး။မောင်ကင်းကညပိုင်းကိုရောက်တဲ့အခါဝီစကီနဲ့ဝဲဦးချောင်းကိုဇင်ယူလို့စားတော့ရင်ကပြီးတဲ့ဇလန်းစိုးတွေကိုဖြေပြပါတယ်။အဲဒီနောက်အိယာဘူးဝင်းနဲ့အိယာမှာတော့မဆိုင်ကြီးကရှိနေပါပြီ။မောင်ကင်းကမမဲစနဲ့မင်္ဂလာဆောင်နဲ့မင်္ဂလာဦးညလိုပဲမဆိုင်ကြီးနဲ့စတဲ့အိတ်ဆက်ရဲ့ညကလေးကအရက်ကလေးတမြမြနဲ့ဇင်ကြနေပါတယ်။တညာလုံးလို့မအိပ်ဘဲနဲ့ဝီစကီချပြီးမောလိုက်အိယာဘူးဝင်လိုက်နဲ့အုံးတီးရနေတဲ့မြောက်လိုဖြစ်နေတယ်။ယောဂီရှင်ညာအတီးသိန်းယူဖို့အချိန်စောသေးတော့ဒီလိုလူမသိသူမသိပေါင်းပင်နေထိုင်ကြတယ်ဒီလိုခိုးကြုံဖို့ကနေရတာကလည်းတမျိုးတစ်ပုံအားဖြင့်ပြောစရာကောင်းပါတယ်သူတို့စုံတွေကသုံးမမလေးလိုက်ဖက်တယ်နှုတ်စလုံးကကာမဘလူးတွေလည်းဖြစ်ကြတယ်နှုတ်စလုံးမှာကောက်ချစ်တဲ့အရာမှာမြေခွေးတော်မှာဆလန်သားကြတယ်နှုတ်စလုံးကရက်ဆက်တဲ့အရာမှာအာနာဘကွက်သားတွေအရှုံးပေးလိုက်ရတယ်နှုတ်စလုံးမှာမကောင်းမှုကိုပြုကျင့်တဲ့အရာမှာရဲတင်းကြပါတယ်ဒီလိုစရာချင်းတူညီကြတာကြောင့်သူတို့စုံတွေဘူးအတွဲညီတဲ့စုံတွေလို့ဆိုနိုင်တယ်ဒါပေမဲ့ကံတရားဆိုတဲ့ຢာကစမ်းကြလာတယ်သူကမျက်လက်စရာချင်းနဲ့တူတဲ့အလျောက်မောင်ကင်းနဲ့မဆိုင်အေးတို့ကိုလည်းမျက်လက်ပြဖို့စောင့်ဆိုင်နေပါတယ်။ဒါကြောင့်သူရဲ့မျက်လက်ပွဲကိုစတင်มาတော့တယ်။အထက်ပါပြပြတွေဖြစ်ပွားပြီးများမကြမီတနေ့မှာတော့မောင်ကင်းနဲ့မဆိုင်အေးတို့ကမမစဲပစ္စည်းအထားသူတွေကိုမနေ့တည်းဆိုပြီးတော့မရှုစိတ်လို့ဆိုပြီးတော့ရွှေ့ပြောင်းကြတယ်။ဟူပစ္စည်းကိုဒီရွှေ့ဒီပစ္စည်းကိုရွှေ့လုပ်ကြတယ်။အောက်ထပ်မှာရှိတဲ့ပစ္စည်းကိုဘော်တော့ကိုပို့ပြီးတော့မှဘော်တော့မှာရှိတဲ့ပစ္စည်းကိုအောက်ထပ်ပူချတယ်။ဒီလိုပစ္စည်းကိုရွှေ့ပြောင်းမှကျွန်းတရာကြီးတစ်လုံးကိုတွေ့ရတယ်။အဲဒီတရာကြီးကိုခတ်ထားတဲ့တော့ဘလောက်ကဟောင်းနှွမ်းနေပြီဖြစ်ပါတယ်။တန်ကြီးတွေတော့မှကြိုက်နေကြတော့တော့ရှိပေမဲ့ဖွင့်လို့မဖြစ်နိုင်ပါဘူး။ဒါကြောင့်မောင်ကင်းဦးကအဲ့ဒီတော့ဘလောက်ကြီးကို
စိုးနဲ့ရိုက်ပြုတ်ပြီးဖွင့်ရပါတယ်တောဝင်သွားတဲ့ကမှာတက်တာဘုံမှာကတ်ထားတဲ့ပတ်တာနဲ့မြောက်လက်တွေကတန်ကြီးကိုက်ပြီးတော့တန်ကြီးတွေပွားစေကိုထိုးနဲ့ထိုးပါပြန်နေအဲ့ဒီနောက်ရင်းနှံစီဆွတ်ပြရတယ်အခြေတော်ကြတဲ့အထိလှုပ်ဆောင်ပြီးမှအဖုံးကိုဖွင့်နိုင်ပါတယ်အဖုံးပွဲသွားတဲ့အခါမှာတော့အတွင်းကရွှေရင်းကားတချို့ထံပြောင်သုံးလက်သွေးစွန်းနေတဲ့အင်ကြီးတစ်ကျဲရှင်းတဲ့သားလေးလှုပ်ထားတဲ့ဒုတ်ပေါက်တစ်ချောင်းဂေါ်ရကားလူမျိုးတွေကန်ဆောင်တဲ့တကောက်တစ်လက်အင်္ဂလိပ်ပင်ပြတီဝိုင်းတွေမှာအသုံးပြုတဲ့ဘီးဆောင်မှုရတဲ့ဖလူလို့ခေါ်တဲ့ပလူရှင်မီမျိုးကြီးတစ်ချောင်းတာတစိမ့်ဝိုင်းတစ်ခုနဲ့အစားအုပ်တို့ကိုတွေ့ရတယ်အဲဒီကမောင်ခင်ဦးကမဆိုင်ရဲ့မျက်နှာကိုလှမ်းကြည့်လိုက်ပါတယ်မဆိုင်ကလည်းမောင်ခင်ဦးရဲ့မျက်နှာကိုမော့ကြည့်လိုက်တယ်ဘလူဟာရီလဲဆိုပြီးမျက်လုံးညှိမိလိုက်တာပါအဲဒီနောက်မှာမဆိုင်ကဒီတက်တာချင်းဖွင့်လိုက်ကလေးကအေးရစိတ်တဲ့တမျိုးပဲပူရဲ့အဲ့ဒါလိုပြောလိုက်တယ်လုံးလုံးညင်ညင်ဘိန်းထားမုံထောက်တော့အရေးကြီးတဲ့ပစ္စည်းပဲဖြစ်လိမ့်မယ်မောင်ခင်ဦးကလည်းပြန်ပြီးပြောတယ်အဲ့ဒီနောက်မှာတော့မောင်ခင်ဦးကအတွင်းကစာအုပ်ကိုဆွဲယူလိုက်တယ်စာအုပ်ကသေးဖို့စာအုပ်ထူကြီးဖြစ်ပါတယ်မဆိုင်ကနီးမှရှိတဲ့အဝတ်နဲ့စာအုပ်ပေါ်မှာရှိတဲ့ဖုန်းလေးကိုပုတ်လိုက်ပါတယ်အဲ့ဒီနောက်စာအုပ်ရဲ့အနောက်ရွှေအောင်ကွက်ရဲ့နေရာကိုကြည့်ပြီးမောင်ခင်ဦးလက်ကိုစာအုပ်ကိုပြန်ပေးရင်းကဒီဆောင်မျိုးကယူတဲ့မှာအရင်ကရောင်းမှုတွေမတ်ဆွစာအုပ်မျိုးပါလို့ပြောလိုက်တယ်အင်းလီအဲ့တော့ဘာဖြစ်တဲ့တုံးအေးရဲ့မောင်ခင်ဦးကပြန်ပြီးတော့မဟုတ်ပါဘူးကူရဲ့အေးပြောတာဒီလိုစက်ကူအလုပ်ပေါ်မှာမှတ်တမ်းရေးပြီးနောက်မှသေဘုံချုပ်ထိုင်မျိုးမဟုတ်ဘူးမှတ်တမ်းရေးတဲ့စာအုပ်ကိုဝယ်ပြီးရေးတဲ့သဘောလို့ပြောတာအေးပြောချင်တာကတော့မှတ်တမ်းရေးတဲ့လူကသူရေးချင်တဲ့အကြောင်းအရာတွေပေါ်ပေါက်လာတဲ့အခါမှာမှတ်တမ်းစာအုပ်တို့ဝယ်ပြီးရေးမှတ်ထားလိုက်တယ်တချို့ကစာရေးတာကိုဝါသနာပါလို့မှအကြောင်းအရာတူတူကြကြရှိမရှိမှတ်တမ်းရေးတတ်ကြတယ်ပြီးတော့မှရေးပြီးသားမှတ်တမ်းတွေကိုသေဘုံချုပ်ပြီးတင်ထားတတ်တယ်သူကလည်းဒီလိုမဟုတ်ဘူးရေးစရာအကြောင်းပေါ်လာလို့စာအုပ်ကောဝယ်ပြီးရေးမှတ်ထားတဲ့သဘောကဲပါလေဖတ်ကြည့်ပါဦးအဲ့လိုဆိုတော့မောင်ခင်ဦးကလည်းမှတ်တမ်းစာအုပ်ကိုဖွင့်လိုက်တယ်ဘရစာမျက်နှာမှာပဲထိလိုက်တလုံးပွေရကောင်းတဲ့အခုလိုစာထက်တန်းကိုတွေ့ရတယ်ချင်းအစာအသင့်နေတော့ကျုံးအင်ကြီးမှတ်တယ်မောင်ခင်ဦးကစာကူဖတ်ပြီးတော့မျက်လုံးပြူသွားတယ်အဲ့ဒီကမဆန်းကြီးကဖားတဲ့ပူကြီးအလော30ပေးလိုက်တော့ဒီမှာဖတ်ကြည့်ပါအောင်အေးရေမောင်ခင်ဦးကပြောပြီးစာအုပ်ကိုမဆန်းကြီးဘက်ကိုထိုးပေးလိုက်ပါတယ်မဆန်းကြီးကလည်းစာကူဖတ်ကြည့်ပြီးတဲ့နောက်ကြောက်စရာကြီးပါလားလှုပ်ချန်ရေးထားတာမဟုတ်ဘူးတက်တာထဲမှာလည်းဖေးစွန်းတဲ့အင်ကြီးလက်နက်တွေရွှေတွေနဲ့တခုလိုတခုပဲကူကြီးအေးပြင်အသေးလုံးဥလုံးဖြစ်လိုက်တာအဲ့ဒီနောက်မှာတော့သူတို့နှစ်ဦးကတယောက်မျက်နှာတစ်ယောက်အာကိုသမှုကြည့်ပြီးတဲ့နောက်သူရေးထားတဲ့စာကြီးကကျွန်းအိမ်မဲကြီးပဲဒီကကျွန်းအိမ်မှာမဟုတ်တာအောက်ကဥပ္ပလာတက်ထားတယ်အပေါ်မှာပြင်းနဲ့စောက်ထားတယ်ဘလို့ဟာပါလေမောင်ခင်ကပြောတော့မစင်းကြီးကဘာပဲပြပြပူကြီးသူ့မတန်းကြီးကိုစုံအောင်တော့ဖတ်ကြည့်ရမှာပဲဒါမှလည်းအထိပ္ပယ်ပြီးတော့မှာပေါ့အဲ့ဒါလိုပြောလိုက်တယ်ဘွားစမောင်ကြီးရင်ကြီးထုံလိုက်တာဝီစကီလေးတစ်ခါတော့ပေါက်ဦးမယ်မောင်ခင်ကဆိုတော့မစင်းကြီးလေဝီစကီပလင်းနဲ့ဖန်ဘက်ကိုယူလာပါတယ်မောင်ခင်ကဝီစကီကိုဖန်ခွက်အတွင်းမှာဇန်နလုံးလောက်ထည့်ပြီးတဲ့နောက်မော့လိုက်တယ်အခုမှပဲသွေးပူသွားတော့တဲ့အေးရေမောင်ခင်ကပြောလိုက်ပါလိအဲဒီခါမှာမဆိုင်ကလည်းပလင်းနဲ့ဖန်ခွက်ကိုဆွဲယူလို့ဖန်ခွက်အတွင်းကအရင်နဲ့ငယ်လောင်းတဲ့မော့ချလိုက်ပြန်တယ်ဟုတ်ပါဘူးရေစိတ်ထဲကိုကြည်သွားတာပဲဒီလိုဆိုပြီးတော့မှလည်းမြန်နှစ်ယောက်ကတယောက်ကိုတယောက်ပြိဖက်နန်းရှို့ကြတယ်အဲဒီနောက်မှလုံးဝမှစိတ်ချချဝေရကောင်းတဲ့မှတ်တမ်းစာအုပ်ကြီးကိုတော့ပျော်ရွှင်မျိုးလို့ဆိုတာနဲ့ဖတ်ရှုကြပါတော့တယ်ဒီနေရာမှာမမဲစေကန်တရားကိုကြားဖြတ်ဖော်ပြပေးပါဦးမယ်တေကံမရောက်တတ်မပြောက်ဆိုတဲ့စကားကမမဲစေကလေးအတွက်ပြီးတန်ထားရှိတဲ့စကားလိုတော့မဆိုရမလို့မမဲစေကလေးရဲ့ကန်တရားလာစမ်းကြလာတယ်မမဲစေကလင်ပြစ်သူမောင်ခင်ဦးမဆန်းဦးနဲ့အတူလာသားတဲ့ညတကြမှာတောင်မော်လန်းလာမော်တော်သားနဲ့ပြန်ခဲ့တဲ့အကြောင်းတောင်ရန်စစ်တဲ့နေရာကိုရောက်တဲ့ခါမှာတော့ကားတာထိမရနိုင်လောက်ဟိုထိုးတီထိုးဟိုရန်ဒီရန်ဖြစ်ပြီးတော့နောက်ပိုင်းထိုင်ကုန်မှာစီးလာတဲ့မဆန်းကြီးကခါရကားပွင့်လို့ရောင်းပုတ်ဖို့ပုံရသားကြခဲ့တဲ့အကြောင်းအဲဒီနောက်မှာတောင်မော်နဲ့မောင်ခင်ဦးဘက်ကမော်တော်ကားကရုတ်တရက်ပွင့်သွားပြီးမောင်ခင်ဦးကပက်ရလောင်းပုတ်ကိုခိုးဝေးလေးကြခဲ့ကြောင်းမမဲစေကလေးတူတဲ့မော်တော်ကားနဲ့အတူထောင်အောင်သွင်းကိုချဆင်းသွားတဲ့ကြောင်းဖော်ပြခဲ့ပါပြီဒါပြင်မောင်ခင်ဦးကကက်ဖို့သွားရောက်လို့အမှုဖွင့်မှုမော်တော်ကားပြက်နဲ့မမဲစေကလေးအလောင်းကိုပလေးပြူရှာဖိုင်းမှုပလေးတွေကသွားရောက်ပြီးရှာပွေရမော်တော်ကားပြက်နဲ့သွေးစာသွေးနာကိုပြေးပြီးမဲ့မမဲစေကလေးအလောင်းကိုမတွေ့တော့ကြားဆဲသွားပြီးလို့ယူဆပုံမောင်ခင်ဦးကပလေးဒီကိုငွေပြီးမမဲစေကလေးအတွက်တပိတ်တော့ခိုင်းမုံတွေကိုအသေးစိတ်ဖော်ပြခဲ့ပါပြီအခုဖော်ပြဖို့ကျန်တာကမမဲစေကလေးရဲ့မော်တော်ကားနဲ့တူကြောက်တင်းကိုကြားလာတာမှန်ပါလေသို့တော်လည်းကန်တရားဆိုတဲ့အရာစမ်းကြည့်ပါလေမမဲစေကလေးကတေးကံမရောက်သေးတဲ့အတွက်ဘယ်လိုနည်းနဲ့မှအသက်ရှင်မှုလမ်းမရှိတဲ့နေရာမှာချန်ပန်မီအသက်ချမ်းသာရဖို့ကိုဖော်ပြပေးပါမယ်။မော်တော်ကားကမက်ဆော့တဲ့ကြောက်ကဘာကြီးအတွင်းမှာအရှိန်နဲ့ထိုးကျသွားပါတယ်။မမဲစေကလေးကလှမ်းပြန်ပြီးတတိကျသွားတယ်။တတိရတဲ့အခါမှာတော့သူကအလုံးဝမှမြင်မာတဲ့တောင်ကြီးဘော်ကချခဲ့တဲ့ဖြစ်ကိုခေါင်းပေါင်းတတိရပါတယ်။တစားစီဖြစ်နေတဲ့မော်တော်ကားကိုလည်းတွေ့ရတယ်။ညကအတော်နှံ့နေပြီဖြစ်တော့လာလာလေဥပမော်တဲ့တွေဝေရောက်နေပါပြီ။မမဲစေကလေးကမက်တဲ့ရက်ဖို့ကြိုးစားကြည့်ဒါပေမဲ့ကျွန်တော်တစ်ချောင်းမှမထောက်နိုင်မှရှိနေပါတယ်။တဘူလုံးကလည်းနေရာမလဲနာကျင်နေပါတယ်။မမဲစေလေးကမော်တော်ကားနဲ့အတူမိမိချခဲ့တဲ့တောင်မြင့်ကြီးကိုမော့ကြည့်ပြီးတဲ့နောက်မိမိကိုမိမိမယုံသလိုဖြစ်နေပါတယ်။ဒီလောက်ညင်ကြီးကကားမောက်ပြီးကြတာငါပေးရမှာမဟုတ်ဘာဖြစ်လို့မပေးပါလိမ့်။သေးနေတာဖြစ်မှာပါပဲလူကသေးချင်းမှာသေမှမသိဘူးလို့ပြောတာအခုငါဖြစ်တာတွေနဲ့တူပါရဲ့အဲ့လိုစဉ်းစားမိတယ်ဒီနောက်မှာတော့သေတာဖြစ်မှာပါပဲသေမှမသိသေးလို့နေမှာပါ။အင်းဒီပါပဲပြပြလူတွေကလူသေးလူနေရပဲခေါင်းပါတယ်။ဒီ
ဒီလိုဆိုပြီးတော့ခေါင်းမမြေကြီးနဲ့ကပ်ပြီးနေကလေးနေလိုက်တယ်။ကြီးမြနေတဲ့လေကဘင်းမြင်ကိုဖြတ်ပြီးတိုက်လိုက်တော့မမဲစေကစိတ်ပြီးချမ်းလာတယ်။ဒါကြောင့်တစ်ဖက်ကိုအနေငယ်လိုက်လိုက်တဲ့အခါမခံမရနိုင်အောင်နာကျင်มาတော့တယ်။နာလိုက်တာနာလာကိုလည်းနာသိတယ်။ချမ်းသာကိုလည်းနာသိနေတယ်ဒါဆိုရင်သိတာမဟုတ်နိုင်ဘူး။ဒီလိုတွေးမိပြီးသူ့ရဲ့စိတ်ကတက်ကြွလာပါတယ်။အဲဒီလိုတက်ကြွလာကမှပဲထောင်ပေါ်မှာကြကြံနေတဲ့လျှောက်ကြားပြတဲ့မောင်ပြင်းဟုတ်ကိုအော်ခေါ်ကြည့်တယ်။ကိုပြင်းဦးမမဲစေရဲ့တိုင်လာအလုံးဝမတိုးလာတယ်။ဝေဒနာခံစားနေရတာကြောင့်အတန်ကလည်းမထွက်တော့ဘူး။အဲဒီခါကျမှဝမ်းနေလာပါတယ်။ငါတို့ကိုပြင်းဦးနဲ့မဆန်းယူကတေးပြီးမှတ်ပြီးထားခဲ့ကြတော့မယ်။ငါကတော့မသိဘဲနဲ့ဒီကြောက်ကြီးထဲမှာနေခဲ့ရတော့မယ်။ဒီလောက်တော့ကြီးမြန်မဲထဲမှာဆိုတော့မွေးရီချားရီရှိမှာပဲ။ဒီလိုတွေးမိတဲ့ခဏမှာမမဲစေလေးကဇီးကင်းလောက်ရွယ်ရှိတဲ့ဇောချွေယူစိမ့်လာပြီးတတိတက်သွားပြန်နေ။တောင်းတော့စားတော့လေးတို့အေးလေးတက်ခဲ့လာပြန်တော့ပြန်လဲပြီးတတိရလာပြန်နေ။တတိရတဲ့ခါမှာမမဲစေလေးကချက်ပြီးကြောက်ပြန်နေ။အဲ့ဒီအချိန်မှာပဲတောင်းရဲ့သားဘက်မှာရှိတဲ့ခွေးမြင်ခလန်လက်စီကစစငငင်ပူလိုက်တဲ့ခွေးဦးတန်မိုးတော်မှာမမဲစေလေးကကြောက်ရပြန်နေ။ဒီလိုအိုဘုံမျိုးကမကောင်းဆိုးအောင်မြင်လို့ကိုရာမျိုးတို့တွေးမိလိုက်တယ်။အဲ့ဒီနောက်မှာတော့ခွေးဦးတဲ့ဆိုတွေကခွေးရှိလို့ကိုနေတာပဲ။ခွေးဆိုတာကလည်းလူရဲ့အနီးနားမှာမနေလေးရှိတာ။ဒီတော့ခွေးဦးတဲ့ဘက်ကိုတရွေ့ကြိုးစားပြီးသွားမယ်ဆိုရင်တော့လူနေအိမ်တွေကိုတွေ့မှာပဲ။အဲ့လိုလည်းတွေးမိပြန်တော့အားတက်သွားပြန်တယ်။ကြောက်နေလို့လက်ကားပဲဒီတိုင်းနေအေးမိပြီးတဲ့ပေးနေတယ်ကြောက်ပြီးတော့လည်းပေးနေတယ်။ဒီမဲ့တူမထူးဘူး။အဲ့ဒီလိုနဲ့အာတင်လိုစတီဖြစ်ပေါ်လာပြီးတော့မမဲစလေးရဲ့တရွေ့ဒီရုပ်တဲ့ဆွဲလူခွေးမြင်ဘက်စီကိုကြိုးစားသွားတယ်။နာကျင်မှုကလည်းဆိုပွေရမရှိတော့ပါဘူး။ဒါပေမဲ့နာကျင်တာကိုကျင်းမိခံနေတာနာကန်နေဆိုလာကြည့်လား။အဲဒီလိုညင်းညွင်းကရွှေ့သွားလီတော့မကြခင်မှာအခြေအပြင်တလလောက်ပါရှိတဲ့ရိုးချောင်းလေးကိုတွေ့ရတယ်။ဟောခတ်တော့တာပဲ။ကန်ဆိုးမှသွားမိုးလဲလို့ရဆိုတာမျိုးပါလား။ဒီလိုဆွဲပြီးသွားနေရတဲ့ချောင်းကြီးကကန့်လန့်ခန်းနေတော့ဘယ်လိုများလုပ်ရမလဲခုခင်ဝီမြင်လဲပါအောင်။အဲဒီလိုအော်ဝီမှငုံနေပါတယ်။ဒီနောက်မှာတော့သူကြားခဲ့တဲ့နေရာကိုလှည့်ပြီးကြည့်လိုက်မိတယ်။အလူငါတရွေ့နဲ့လာခဲ့တာတော်ပလေးရောက်လာမှပဲ။ငုံနေလို့လည်းမထူပါဘူး။ဒီချောင်းရုပ်ပလေးနဲ့တွေ့ရတော့မှပဲ။အဲ့လိုတွေ့ရင်အားတိတ်မိသွားပါတယ်။နာကျင်လုံးတဲ့အခါမှာနားပြီးတော့အနေငယ်တိုင်းတွေ့ရတော့ပြန်တယ်။မသေးတာကငါကန်ကောင်းတာပဲလို့လေမိမိကိုမိမိအားပေးရင်ကတရွေ့သွားခဲ့တော့အဝေးကမီးအောင်လေးကိုလှမ်းမြင်ရတယ်။မမဲစိတ်လေးကမီးအောင်ကိုတွေ့တဲ့ကလုံမမအားပြတ်သွားတယ်။ဟိုမှာမီးအောင်တွေ့ပြီ။အထဲမှာလူရှိမှာပဲ။မဟာတော့အကူညီရမှာမီးဆိုပြီးအစုံမဆေးရတက်တန်းစွာနဲ့ရေရွတ်လိုက်တယ်။ဒါကြောင့်မမဲစိတ်ကလေးကမီးအောင်ရှိရကိုအားခဲသွားတယ်။လမ်းမှာဝလုံးတစ်ခုကိုတွေ့တော့အဲ့ဒီဝလုံးကိုကောက်ယူပြီးတောင်ဝေးသူပဲအသုံးပြုလို့ကြိုးစားသွားပါတယ်။နိုင်ဝက်လောက်ကြာတဲ့အခါမှာတော့ဥရောပကြီးရွာတွေမှာတွေ့ရတတ်တဲ့တဲ့အလုံးလိုက်ကာယံထားတွေတဲ့လုံးအင်္ဂလိပ်တစ်လုံးကိုတွေ့ရတယ်။အိမ်ထဲကလည်းခရီးဦးတုံကိုကြားရတယ်။မမဲစိတ်ကလေးကအိမ်နီးကိုတွေ့ရနဲ့ချင်းကပ်သွားပါတယ်။အိမ်ရဲ့ဝင်းပေါက်ကိုရောက်တဲ့ကအထဲကိုလှမ်းမြုံကြည့်လိုက်တော့မိဖို့နီမာတန်ကျိုးနဲ့ချီထားတဲ့ခွေးတစ်ကောင်နဲ့မိတော်ရင်စာဖက်လေးတဲ့အလုံးကမောက်စိတ်ပဒံမွေထူတက်လာတဲ့အသက်40နီးပါးအရွယ်လောက်အယုတ်ဆိုးဆိုးယောက်ျားကြီးတူကိုတွေ့မြင်ရပါတယ်။မမဲစိတ်လေးရဲ့လှမ်းပြီးအတန်ပြုတ်တယ်။ဒါပေမဲ့လေချောင်းက6ဘက်စွန်းနေတာကြောင့်အတန်မထွက်ပါဘူး။ဒါကြောင့်အတန်မပြုတ်ဘဲနဲ့အင်္ဂလိပ်တွင်းကိုဝင်ပါတယ်။ဒီလိုဝင်လိုက်တော့ဒင်းကြီးပြတ်သွားတာကြောင့်အင်္ဂလိပ်ရဲ့တကားပေါင်ကိုလှမ်းပြီးကန်လိုက်ရတယ်။ခွေးကမမဲစိတ်လေးကိုတွေ့မြင်သွားတော့စားတော့ဝါတော့မလို့ဟောင်းပြီးတန်ကျိုးပြတ်မတဲ့ရုံးပါတယ်။အယုတ်ဆိုးဆိုးယောက်ျားကြီးကတော့မမဲစိတ်လေးကိုလှမ်းမကြည့်ဘဲနဲ့ခွေးကိုစုပ်သက်ချော်ရင်းကလက်တစ်ပတ်နဲ့ခွေးရဲ့ဇက်ကိုပုတ်ပေးပါတယ်။လာပါစီကွာမင်းကလည်းခွေးလို့မပြောအောင်လူစင်းတွင်ဟောင်းအောင်မယ်ဆိုတဲ့ပုံပေးပြီးမှတ်ထားတော့။ဒါကြောင့်လည်းမင်းကိုခွေးလို့ခေါ်ရတာ။မင်းတို့ခွေးတွေကကဘာဦးတွေကလူစင်းတွင်ဟောင်းအောင်မယ်ဆိုတာမှတ်ထားလိုက်တာ။နည်းနည်းလေးမှမပြောင်းလို့သူ့ခင်ဗျာသနာပါတယ်ကွာ။ဒီလိုပြောရင်မှလက်တစ်ပတ်နဲ့ခွေးရဲ့ဇက်ပုတ်ကိုပုတ်နေတယ်လို့တခြားသောလက်တစ်ပတ်နဲ့စားကိုကန်ပြီးစားကိုတဲတဲမဲမဲကြီးဖတ်နေပါတယ်။သူ့ရဲ့ခွေးကတော့ဟောင်းမြင်းဟောင်းနေပါတယ်။လာပါစီကွာနေရာကမှာပုံသေးကားကြမှတ်မထားစမ်းပါနဲ့။ဒါကြောင့်မို့လားမဆိုလည်းမို့အင်္ဂလိပ်စကားမှာတီယူတဲ့တရေတွေဖြစ်ခြင်းကို dog matter လို့ခွေးကိုပြောတာပဲ။မင်းရဲ့အချင်းတွေကိုဖျောက်လိုက်ရဲရဲတင်းတင်းပြောင်းလိုက်စမ်းမှရှက်မနေပါနဲ့ခွေးကိုပြောရင်ကစားကိုဆက်ပြီးဖတ်နေပါပဲမမဲစလေးရတေးရေးနဲ့အနီးကိုတိုးသွားတယ်အဲဒီကပူယိုဆိုးကြည့်လိုက်ဟိုမှာပလက်ကလထိုင်လေးရှိရမှတ်သက်ပြီးအဲ့ဒါလေးကိုဒီနားဆွဲလာတယ်ပြီးတော့အဲ့ဒီပလက်ကလထိုင်ပေါ်မှာခမည်းထိုင်ပြီးတော့ဘီးပုံပေးမှနွေတွေအိပ်ပြီးတော့မနေ့ကမှပဲထိုင်ရည်ကိုဆေးချပြီးမယ်ဆေးကိုတက်ဆရာရှင်းလဲမနေ့ကမှပဲပို့ပြီးမယ်အဲ့ဒီလိုပြောလိုက်တယ်မမဲစလေးရကိုညီမဲ့သူကိုတွေ့ရပြီးဖြစ်တာကြောင့်တခြားလိုတင်းလာတဲ့စိတ်ကိုရှော့ချလိုက်တော့အဲ့ဒီနေရာမှာပဲအယုတ်ကျိုးပြက်လေးချက်သတိလဲပါပါတယ်ဒီကကြမှာပဲမိဘမိမစာဖတ်နေတဲ့ယောက်ျားကြီးကစားအုပ်ကိုပိတ်လိုက်ပြီးတဲ့နောက်စိတ်တင်းလာတဲ့စိတ်ကိုရှော့ချလိုက်တာဘူးကြောက်တဲ့ရေရွရင်းကပလက်တလက်တိုင်းကိုမိဘုံကြီးကိုဆွဲယူပြီးမမဲစိတ်ကလေးကိုပွေလို့အဲ့ဒီပလက်ကလက်တိုင်းမဟုတ်ဘူးတင်ထားလိုက်ပါတယ်ဒီနောက်မှာတော့ဘွဲဆောင်ကြီးတဲ့ကိုလွှမ်းကြုံပေးလိုက်ထားပြီးသူကတော့စောစောကဖက်လက်စားစားအုပ်ကိုဆက်လက်ပြီးဖက်ရှုနေပါတယ်အဲ့ဒီလူကြီးကစားဖက်ရင်ကသူ့ရဲ့ခွေကိုသူ့နဲ့ခေါ်ကြီးငါတို့ရဲ့ငင်းရမ်းသားရတဲ့အင်္ဂလိပ်ကိုမိန်းမတယောက်ရောက်လာပြီးမကြခင်ဒုက္ခတွေပေါ်လာတော့မယ်ပေါ့အဲ့ဒီလိုပြောလိုက်တယ်ဒီ
ဒီနောက်မှာစေးတန်းကိုဆေးပြည့်မင်းကြီးလိုစေးတန်းဖွာရင်းကဘီစကုတ်မောင်ကိုဖွင့်ပြီးမုန်းတစ်ချက်ကိုယူလို့သူ့ရဲ့ခွေကိုကျွေးလိုက်တယ်စားလာသူနဲ့ခေါ်ကြီးဒိုးအင်္ဂလိပ်မှာလူတယောက်တိုးလာပြီးအရင်ကတော့မင်းနဲ့က2ယောက်တည်းဆိုတော့ပကံများ2ချက်ပဲလို့တယ်အခုတော့ပကံများနောက်တစ်ချက်ရှာရအောင်မယ်ဒီနေချမ်းတို့ပေါ်ဗီဒီယိုတောက်ဖို့ကလည်းအရင်ကခွန်းနှလုံးဆိုရင်လောက်တယ်အခုတော့နောက်ထပ်ခွန်းနှလုံးရှာအောင်မယ်ဟိအဲ့လိုလူကြီးကပြောနေပါလေသူ့ရဲ့ခွေကတော့မုန်းတစ်ချက်ကိုကြွကြွဝါစားနေပါပြီမမဲစိလေးကတော့တခဏလောက်မင်းညောသွားပြီးမဲ့ပြန်လည်းသတိရလာတယ်ဒီလိုသတိရလာတဲ့အခါမှာလေချောင်းကမီးတောင်လို့မတက်ဘူပြင်းလာလေတော့ရေနဲ့ရေကိုတောင်းပါတယ်အဲဒီကလူကြီးကလည်းဖလက်ဆော့ဆော့ကိုကန်ပြီးတောက်ရီဥပရေကိုခတ်လို့မမဲစိလေးကိုပြီးလိုက်ပါတယ်မမဲစိလေးကလည်းရေကိုအားရပါရတောက်ပါလေအဘောကခေါင်းဆောင်ကြီးကိုဖေးပြီးပါဦးမမဲစိလေးရဲ့ပြောလို့လူကြီးကမမဲစိလေးကိုခြုံပေးထားတဲ့ခေါင်းဆောင်ကြီးကိုခွာပြီးကိုပြစ်ပေါက်ကိုပြစ်တင်လိုက်ပါတယ်အဲဒီနောက်မှာစာအုပ်ကိုလမ်းပြီးဆက်လက်ဖတ်ရှုနေပြန်တယ်အဲဒီချိန်မှာမမဲစိလေးကအရေးတံကိုမခံနိုင်တော့အေးလိုက်တာကျမကိုစောင့်ပေးပါဦးအဲ့လိုပြောပြီးစောင့်ကိုတောင်းပါတယ်လူကြီးကလည်းစာအုပ်ကိုချပြီးစောင့်ကိုယူလို့ခြုံပေးရပြန်တယ်ဒီနောက်မှာမမဲစိလေးကအမလီနားလိုက်တာကဲပါဦးအဲ့လိုအော်ပြီးညီးပြန်တယ်ဒါကြောင့်ဒီရုပ်ဆိုးကြီးကဆေးလုံးလေးတစ်လုံးကိုထုတ်ပြီးမမဲစိလေးကိုပါဇက်ဟာခိုင်းလို့ပါဇက်အပြင်းကိုထည့်လာကိုဗစ်ခွက်ကိုတိုက်ပါတယ်မမဲစိလေးကလည်းဆေးပုံမျိုးချပြီးတဲ့နောက်နေချိုင်ဆိုပဲအိပ်ပျော်သွားတယ်လူကြီးကမိဖို့ဒီမှာထိုင်လို့ကော်ဖီတောက်တယ်အဲ့လိုကော်ဖီတောက်ရင်ကသူ့ရဲ့ခွေးဘက်ကိုလှည့်ပြီးဟေးကောင်သူ့နဲ့ကိုညင်းမိမလားမိမတယောက်ရောက်လာတာငါတို့ဖို့ဘလောက်အလို့ရှုပ်သေးလဲဒါကြောင့်မင်းကိုမိမမယူပါနဲ့လို့ပြောတာမင်းကလေတော်တဲ့လာရောက်ပြီးဆိုရင်မိမလိုချင်လို့ဟိုရွာသွားချင်ရတာနဲ့ဒီရွာသွားချင်ရတာနဲ့ရွာရဲကောင်တွေကလည်းတို့စီရကောင်မကိုလာပြီးတော့နောက်ပိုးရမလားဆိုပြီးမင်းကိုဝိုင်းဆော်ကြရမလားဒီကိစ္စမှာတော့မင်းတို့ကလူနဲ့အတူဆုံးတဲ့ကွာပဲကဲအိတ်တော့ငါလည်းအိတ်တယ်အဲ့လိုပြောလိုက်တော့သူ့ရဲ့ခွေးကလည်းလူစကားနားလေတဲ့အလားမီးယိုပြီးမှပဲခွေးလေးအိတ်ဆက်ပါတော့တယ်မနက်မိုးလင်းကမမဲစိလေးကအိယာကနိုးပါတယ်ဒါကြောင့်ခြုံထားတဲ့ခေါင်းဆောင်ကိုဖွင့်ကြည့်လိုက်တော့ပြင်းလာတဲ့နေရာလောက်မှရှိတဲ့သင်္ဘောပေါ်မှာမြေပြင်းနဲ့ရေးထားတဲ့စားတစောင်းကိုတွေ့ရပါတယ်မတ်သက်ပြေကိုရီလက်တွေနာနေမထပါနဲ့မင်းအိမ်သားလူတွေကိုအချောင်းချပြီးဖို့ကျုပ်အပြေးမှုသွားပါတယ်ပြီးတော့အိမ်မှာလည်းရိတ်ခါပြတ်နေပြီဖြစ်လို့ဈေးဝယ်ရအောင်မယ်ကိုကြဖို့မမဲစိလေးရဲ့စာကိုဖတ်ပြီးတဲ့နောက်နောက်ရေးခဲ့တာပဲနောက်မတ်သက်ပြင်းလို့ခေါ်ထားပါတယ်အင်းလေမတ်သက်ကပြေးမိအောင်ဒီလောက်မြင်တဲ့တောင်ကြီးပေါ်ကမော်တော်ကားနဲ့ကြားခဲ့တာတော့မှမသိဘူးဆိုတာမတ်သက်ပြင်းလို့ခေါ်တဲ့တာပေါ့သူ့နာမည်လည်းအစမ်းပါလားကိုကြဖို့တဲ့ကြောက်စရာလူရေးစရာလူပါပဲလားဘာပဲဖြစ်ဖြစ်ဒီငါအခုနေခါမှာမလုံနိုင်တော့တဘိုးလုံးနာကျင်နေတော့ဒီချာဘိုကြီးကိုပဲအားကိုးရမှာသူပြန်လာမှပဲဘိုကင်ဦးစီကိုအကြောင်းချဖင်ရမယ်အဲ့လိုတွေးတောနေမိရဲ့ဒီလူကြီးကတော့သူ့ရဲ့ခွေးကြီးကိုဆွဲလို့ပြင်းကိုထွက်သွားနေပြီဖြစ်ပါတယ်လူကြီးကချောင်းရိုးလေးတိုင်းရှောက်လာတော့တမိုင်တော်တော်လောက်ရှောင်းပြီးတဲ့ခါပလိတ်တွေနဲ့တွေ့ရတယ်အဲ့ဒီကပလိတ်တူကဟေးလူကြီးကိုလမ်းခေါ်လိုက်တယ်ဘာလဲဟေးပလိတ်လူကြီးကလည်းပြန်ပြီးထူးတယ်အဲ့ဒီကပလိတ်ကဦးကြောင်ကြောင်မလုံးနဲ့ကျုပ်တို့ကတောင်းနဲ့လာတာကျုပ်ကလည်းတောင်းနဲ့လာတာပဲပို့လူကြီးကလည်းတုံ့ပြန်ပြောလိုက်တယ်ခမရဘာတောင်းနဲ့ပလိတ်ကမေးတယ်ရောကိုလူကရောဘာတောင်းနဲ့လူကြီးကလည်းပြန်မေးလိုက်တယ်တောင်းမောကကောင်းမောက်ပြီးကြသေးတဲ့မိမအလောင်းတစ်လောင်းကိုရှာဖို့တောင်းနဲ့ထွက်လာတယ်အဲ့တော့စင်ခမရဖွေးတောင်းမယ်ပလိတ်ကပြောတယ်ရောလူကြီးကကိုလူကလည်းမသားတောင်းမယ်လူကြီးကလည်းပြန်ပြီးပြောတယ်ပြောစမှာဗျမိမအလောင်းတစ်လောင်းမတွေ့မိဘူးလားပလိတ်ကမေးတော့တကယ်ပါဗျအလောင်းတော့မတွေ့မိတာအမှန်ပါလူကြီးကလည်းပြန်ပြောတဲ့အခါပလိတ်ကလည်းနောက်ကိုချာနေလေးလို့ပြန်သွားပါတယ်ရီရောဆူဆူနဲ့လူကြီးကကယ်လန်စီကိုလမ်းမြော်ကြည့်တော့တောင်းအောင်မပလိတ်ပြီးဆူယုံလုံးနေတာကိုတွေ့ရတယ်လူကြီးကခွေးမြင်ကိုပြက်လို့ထုံးမိုးဆိုတဲ့ရက်စီကိုသွားပါတယ်အဲဒီကတခါဈေးကိုသွားတယ်ဈေးရောက်တော့ပေါ်ဖီမုံနို့စီတကြဝက်ဦးကြောင်းနားသက်တာငချောက်အာလူပေါင်မုံတမကများတစ်ချက်နတ်ပွက်တုံးစားရတဲ့ဝေးယူပါတယ်အဲဒီနောက်မှာခေါက်ဆွဲဆိုင်မဝေလို့ခေါက်ဆွဲနဲ့အခါကြီးကိုတောက်တယ်ခေါက်ဆွဲဆိုင်မတော်လူတွေကအညာကတောင်မောဘကြားတဲ့မော်တော်ကားเจ้าကိုပြောဆိုနေကြပါတယ်သူတို့ရဲ့စကားမှာတော့ကြာသွားတဲ့ခါပေါ်မှာယောက်ျားတစ်ယောက်နဲ့မိန်းမနှစ်ယောက်ပါတဲ့အကြောင်းအဲ့ဒီယောက်ျားကမယားနှစ်ယောက်ရှိကြောင်းတောင်အုပ်ကမော်တော်ကားနဲ့အတူကြပြီးသေဆုံးသွားတဲ့မိန်းမကမေရကြီးဖြစ်ကြောင်းအဲ့ဒီယောက်ျားနဲ့မေရငယ်ကတော့ဂက်မှာပဲရှိသေးကြောင်းစသဖြင့်ပြောဆိုနေပါတယ်ကိုကြဘူကြီးကခေါက်ဆွဲစားပြီးတဲ့နောက်ကပ်ကိုသွားရောက်ပြီးလေ့လာကြည့်တယ်ခဝဲတွေရာစိုးရဲ့အိမ်ရှိမှဆိုရင်တော့နေရောက်သားထိုင်ပြီးပြောင်းမကြီးကလည်းစကားပြောနေတာကိုတွေ့ရတယ်ကိုကြဘုတ်ကခဝဲတွေမှာလည်းစုံစမ်းနေတယ်ဒါကြောင့်သူ့ရဲ့အိမ်ကိုရောက်ရှိနေတဲ့မိန်းကလေးနာမည်ကမတ်မဲစိန်သူ့ရဲ့တငယ်ချင်းမကမတ်ဆန်းအေးဒါတို့ကိုသိရတော့တယ်ဒါအပြင်ရာဇိုအိမ်မှာတဲဖို့နေတဲ့မောင်ပြင်းဦးနဲ့မတ်ဆန်းရဲ့အနေထိုင်ကိုလေးတွားရောက်ခဲ့ကြည့်ရှုလေ့လာတယ်ပြီးတဲ့နောက်တော့ကစေးကျူအမတ်တမဲချင်းကလို့မောင်ပြင်းရဲ့လိမ့်စာနဲ့လုပ်ပဲမှုမင်းမြန်စုံစမ်းပါတယ်ပြေးစုံတဲ့ဒီလေးလာပြီးတဲ့နောက်ပြန်ခဲ့ပါတော့တယ်ပြန်ခဲ့တဲ့အခါမှလည်းမတ်မဲစိန်ကြားခဲ့တဲ့နေရာကိုတွားရောက်ကြည့်ရှုပါတယ်ကားပြက်ကိုလည်းတွေးခဲ့ပါတယ်မတ်မဲစိန်ခန္ဓာဘူကထွက်ခဲ့တဲ့တွေးခွက်တွေကိုလည်းမြင်တွေ့ရတယ်အဲ့ဒီနောက်မှာဒီလောက်မြင်မာတဲ့နေရာကကြားခဲ့ပါရဲ့နဲ့မတ်မဲစိန်မသိရတဲ့အကြောင်းရင်းကိုသိချင်တာကြောင့်တောင်မော်ကိုကားလမ်းတိုင်းတက်ပြီးကြည့်တယ်အဲ့လိုကြည့်ရတဲ့အခါမှာဝါပင်တွေကိုတွေ့ရတယ်ဝါပင်တွေအဖျားမှာမမဲစိန်လေးအဝတ်စဝတ်နာတွေကိုလည်းတွေ့ရတယ်အဲ့ဒီခါမှာခွေးကြဘိုးကြီးကအခုလိုစဉ်းစားမိတယ်
မမဲစေရဲ့ကားကဒီနေရာရရှော့ကြမယ်အဲ့ဒီကမမဲစေကကားပေါ်ပါထွက်ကြမယ်ကားကရှေ့ကမမဲစေရဲ့နောက်ကရှေ့စင်နောက်စင်ကြမယ်ရှေ့ကကြတဲ့ကားကဝါပင်ဝါတိုင်းတွေကိုတက်ပြီးချပြီးသူတို့ဖြစ်မယ်မမဲစေလေးကဝါပင်အုပ်ဒီဘောကချပြီးတလိမ့်လိမ့်နဲ့တဖြည်းဖြည်းချင်းကျလိမ့်မယ်အောင်သားဖို့ရောက်တဲ့အခါမှာအလုံးကောင်းတဲ့ဂျုံကြီးကပိုက်ကွန်ကြီးတွေခံထားပေးလိမ့်မယ်ဒီလိုနဲ့ဝါပင်တွေဂျုံတွေကဆိုဖာတွေပိုက်ကွန်တွေတွေမမဲစေကလေးကြလာတာကိုခံပေးထားတဲ့အတွက်ကြောင့်သာမမဲစေကလေးမသေးတာဖြစ်ပါတယ်ကိုကြပွေကြီးကဒီလိုစဉ်းစားပြီးတဲ့နောက်ဝါပင်မှာညှိနေတဲ့မမဲစေကလေးရဲ့အဝတ်စားတွေကိုယူပြီးတောင်အောက်ကိုဆင်းလာလို့အိမ်ကိုပြန်ခဲ့တယ်အိမ်ကိုရောက်တဲ့အခါမှာမမဲစေကလေးကကိုကြပုတ်ဘူးဒီမှာကျမတို့ကြောက်တွေ့ရသေးလားအဲ့ဒီလိုမေးတော့မတွေ့ခဲ့ဘူးလို့ကိုကြပွေကြီးကလိန်ပြီးပြောလိုက်တယ်ဒီနောက်မှာတော့ကိုကြပွေကြီးကပဲဒီလိုမင်းကလေးရဲ့နေမြန်နေကောင်းအောင်လို့ကျုပ်လည်းစိတ်ကူပြီးမယ်လိုအပ်တဲ့ဆေးရည်လည်းဝယ်ပြီးမယ်နေကောင်းတာနဲ့ပြန်ဖို့အခုတော့လူကလှုပ်တော့မလုပ်နိုင်သေးဘူးဆိုတော့ခကြီးကသိချမ်းတယ်လို့ပြောလိုက်ပါတယ်မမဲစေကလည်းစာရီရိုက်တန်ကျိုးတွေရိုက်ချင်တဲ့အကြောင်းကိုကြပွေကြီးကိုပြောတော့ဒါဘာကတည်းကိုတရက်နဲ့3ရက်လောက်ဆိုရင်တော်လာလုပ်ရတာပဲရထားဖို့တင်ပေးလိုက်မယ်စာရီတဲ့တန်ကျိုးတွေရိုက်ပြီးလုံမနေနဲ့ကိုကြပွေကြီးကထပ်ပြောပါတယ်အဲ့ဒီနောက်မှာတော့ရင်ရိုးတေလူမမဲစေရဲ့ဒဏ်ရာတွေကိုရင်လေးနဲ့ဆေးချိုးပြီးပါတယ်မမြင်ရတဲ့နေရာကဒဏ်ရာတွေကိုဆေးထည့်ဖို့တော့မမဲစေကညှင်းဆန်နေအဲ့ဒီကကိုကြပွေကြီးကခတ်တော့လာပဲဗျာမမြင်ဝဆေးသမားနဲ့အဲ့လိုဆိုပြီးအတင်းအဓမ္မဆေးထည့်ပေးရတယ်ဒီလိုဆေးထည့်ပေးရင်ကကျုပ်ကိုယုံစမ်းမှမင်းကလေးကျုပ်ကမတရားတာဆိုရင်ဘာမှမလုပ်တဲ့လူအဲ့လိုပြောတယ်ကိုကြပွေကြီးကနားတွေကိုဆေးကြောရေးဆေးထည့်ခြင်းတွေပြီးလို့ပြီးတဲ့ကမမဲစေကလေးတောက်ဖို့အတွက်စာပြုတ်ပြုတ်ပါတယ်စာချုပ်ကြတော့မမဲစေကလေးကိုစာပြုတ်တိုက်တယ်ပြီးတဲ့နောက်အိတ်ဆက်ခိုင်းထားတယ်ကိုကြပွေကြီးရဲ့ခွေးကလည်းမမဲစေကိုရင်ပါပဲဖြစ်တဲ့အလျောက်မမဲစေအနီးမှာအမီကလေးတနက်နဲ့လုံနေပါတယ်ကိုကြပွေကြီးကတော့မမဲစေကလေးကိုစောင်းကြုံပေးထားပြီးသူနဲ့သူ့ရဲ့ခွေးစားဖို့အတွက်ချက်ပြုတ်ပါတယ်ဒီလိုနဲ့ပဲမမဲစေကလေးကကိုကြပွေရဲ့ပင်လုံးအိမ်ကလေးမှာလူမမာပြင်းနဲ့တောင်းတင်နေပါတယ်ကိုကြပွေကမမဲစေကလေးကိုပေါင်းမပြုစုပါတယ်ကိုကြပွေပြင်ကိုသွားတဲ့အခါမှာလဲကိုကြပွေရဲ့ခွေးကလေးသူ့နဲ့ခေါ်ကမမဲစေကိုကောင်းမွန်စွာစောင့်ရှောက်ပါတယ်မမဲစေကလားဆိုရင်လားတယ်လက်ပြီးဆိုရင်လက်ပြီးတယ်မနာမလာနဲ့ဆိုပြီးပြောရင်လည်းနားရခွာသွားပါတယ်ဒါကိုကြည့်ပြီးမမဲစေကခွေးလေးကတော်တော်ကိုလိမ်မာတာပဲဒါကြောင့်လည်းသူ့တခင်ကြီးကသူ့ကိုသိချေရှာတာဘူးလို့တွေးမိလိုက်ပါတယ်မမဲစေကလေးကခွေးလေးနဲ့စိတ်ပြေလက်ပြောက်စော့ချင်းစကားပြောချင်မြန်လုပ်နေပါတယ်အဲ့ဒီအချိန်မှာပဲကိုကြပွေပြန်လာပါတယ်အဲ့ဒီကမှပဲခွေးလေးကကိုကြပွေစီကိုပြေးသွားပြီးစီးကြပါတယ်ဒီကကိုကြပွေကမင်းရလဲကွာငါပြန်လာတော့မှမသိဘူးလားဒီအိမ်ကိုမိမတယောက်ရောက်လာမှမင်းနဲ့ငါနဲ့စေဝမ်းပွဲရတယ်ဆိုမကောင်းဘူးပါအဲ့ဒီကမမဲစေကဒီစကားကိုလုံမမသဘောကျပြီးပြုံးနေမိပါတယ်ဒီလိုနဲ့ပဲမမဲစေကလေးကတတိတတိကျမ်းမာလာပါတယ်အဲ့ဒီကကိုကြပွေကဒီမှာမတ်သက်တယ်မင်းဒီကိုရောက်တော့9ရက်ပြည့်ပြီအခုမင်းကျန်လဲကျမ်းမာလာပြီဟောဒီမှာရထားလက်မှတ်ဝယ်ခဲ့တယ်မနဲ့အစောကြီးရထားထွက်လိမ့်မယ်လို့ပြောတော့ကျေးဇူးတင်လိုက်တာကျမလေးအခုလိုပြိုးစားကြီးအိမ်ကိုပြန်အောင်သွားရင်ကိုခင်ဦးတို့မဆန်းကြီးတို့ကတော့အတော့ကိုဝမ်းသာကြမှာလို့မမဲစေကပြောတယ်နောက်တနေ့မနဲ့စောစောမှာတော့ဘူကြဘုတ်နဲ့ခွေးကလေးကမမဲစေကလေးကိုရွှေညံပူလာရုံကိုလိုက်ပို့ပါတယ်ကိုကြဘုတ်ကမမဲစေလမ်းမှာစားသားဖို့အတွက်စားပွဲတောက်ပွဲတွေကိုဝယ်ပေးလိုက်တယ်ရထားတော့တဲ့အခါမှာမမဲစေကလေးကလက်ပြပြီးနှုတ်ဆက်တယ်လို့ကိုကြဘုတ်ကြီးကလည်းပြန်လဲပြီးလက်ပြလိုက်တယ်ခွေးကလေးကလည်းရထားထွက်သွားတော့မမဲစေကလေးကိုတိုးဝုန်းနဲ့ဟောင်းပြီးနှုတ်ဆက်ပါတယ်မမဲစေကခွေးလေးကိုကြည့်လို့အလုံးမမစိတ်မကောင်းဖြစ်သွားပါတယ်ခွေးကလေးကြီးမမပြန်လာခဲ့မှာပါကွာရထားဘုတ်ကနေအဲ့လိုအော်ပြောလိုက်ပါတယ်မောင်မင်းနဲ့မဆန်းကြီးတို့ကအချိန်စာသိနေတဲ့ကျွန်းရင်ညမတ်တန်းကိုပြီးဆုံးတဲ့အထိဖတ်ရှုကြတယ်ဒီလိုဖတ်ရှုခဲ့ရမှာနေ့အချိန်မှာဖတ်ရှုခဲ့ပေမဲ့နာပြီးဖတ်ခဲ့တာကြောင့်ည8နာရီကျော်မှသာမှတ်တမ်းကြီးကိုဖတ်ပြီးပါတယ်ဒီလိုစိတ်ရှိလက်ရှိဖတ်ရှုပြီးတဲ့နောက်မဆန်းကြီးကပေါ်လာပဲကိုကြီးအခုဒီမှတ်တမ်းကြီးထဲမှာကထိန်းလန့်စရာတွေပါတယ်ဆိုပြီးမဲ့ဒေဒီကျေစဉ်းစားလိုက်တော့အရေးကြီးတဲ့ရတနာပစ္စည်းတွေဖွက်ထားတဲ့နေရာနဲ့သိလန်စာကိုရနေပြီပဲအေးတို့ကိုတို့တတိဝရိယနဲ့အလုပ်လုပ်လိုက်ရင်အဲ့ဒီပစ္စည်းကိုရမှာအဲ့ဒီပစ္စည်းတွေဒါရရင်တော့မြန်မာပြည်မှာနေဖို့တော့မပေါင်းတော့ဘူးပြည့်တဲ့မှာသွားပြီးလည်းမရနှစ်ယောက်စိန်ခံနေုံပဲအဲ့ဒါတွေရမယ်ဆိုရင်လည်းအင်းနဲ့ဘူကကဘာပေါ်မှာချမ်းသာတဲ့တထေးကြီးစင်းဝင်ဖြစ်သွားမှာမင်းနဲ့တော့မှရိုးမင်းနေတာမဟုတ်ဘူးမာတီမီဒီယာဖြစ်သွားမှာအဲ့လိုပြောပြီးမောင်ခင်ဦးရဲ့ပါကိုဘေးပြန်ပြန်နန်းရှုပ်ပါတယ်အဲ့ဒီကမှမောင်ခင်ဦးကအေးပြောရလဲမှန်ပါတယ်ဒါပေမဲ့လွယ်လွယ်ဘူးတော့ရမယ်မထင်ဘူးဒီမှတ်တမ်းကြီးအရာဆိုရင်အနေကအတော်များတယ်တကောင်းကျဲအဖွဲ့ဆိုတာကတော်တော်ရက်ဆက်ပူရတယ်ဒီမှတ်တမ်းကိုရေးထားခဲ့တဲ့မတ်မဲစေတို့အဖေဦးပြူရဲ့အဘူမောင်ဘိုးသူကတကောင်းကျဲလက်ဆက်နဲ့ပြေးခဲ့တာဦးမျိုးရဲ့အဖေဦးပေတလူနဲ့သူတို့ရဲ့ဘာကြီးဦးပေတပြူဆိုတာကလေတကောင်းကျဲလက်ဆက်နဲ့ပြေးခဲ့တာပဲအဲ့တော့ဘိုးလို့ပဲလေတကောင်းကျဲဖွဲ့ကဒီတိုင်းကြည့်နေမှာမဟုတ်ဘူးအဲ့ဒီရန်လာတိတ်ပြီးကြီးတယ်ဒီကိစ္စကဆဲဆဲဆဆလောက်ရမယ်ကိစ္စအကြီးအဲ့လိုဆိုတော့မဆိုင်ကနှကန်းဆူပြီးကိုဦးကတတိမရှိဘူးလားရလဲအတူတူဆန်မယ်မရလဲအတူတူခံမယ်ဒီဘာကြောက်ဆဲရှိတယ်ပြီးတော့ဘိုးတစ်ခုစဉ်းစားကြည့်ဒီမတန်းထဲမှာပါတဲ့တကောင်းကျဲပွဲဆိုတာကလည်းကိုဦးရောက်ခမကြီးဦးမျိုးလက်ထက်မှာတော့မဟုတ်ပါဘူးဦးမျိုးရဲ့အဖေဦးပေတလူတို့လက်ထက်မှာစနေတယ်ဆိုပေမဲ့တကယ်လူသတ်မှုတွေကျူးလွန်တဲ့အခါမှာဦးမျိုးတို့အရွယ်ရောက်မှကျူးလွန်တော့တွေ့ရတယ်ဦးမျိုးတို့ကိုဘိုးတို့ဆိုတော့တကောင်းကျဲကပြတ်သွားတယ်